အားလုံးမင်္ဂလာပါရောက်စီတိုင်းဖျောင်းကြည့်ပေးပါစေကျွန်တော်တို့တချစ်တစ်တရားအောင်နော်နေရတိုင်းတွဲဆိုတဲ့တချင်လေးအားလုံးထိုင်ရင်းနေပဲကျွန်တော်တို့နားထောင်ပြီးမှဒီကကျွန်တော်တို့ရှာမတွေကကျွန်တော်တို့ဒီမှာနေဆိုဆူပြပေးပါတယ်တချို့သောသူတွေကဘယ်လိုပြောမလဲတက်ပြီးသားလို့ရှိကောင်းရှိနေတယ်ဒါပေမဲ့တချို့သောသူတွေတော့ပေါ့နော်အတစ်ဖြစ်နေဆိုတော့ကျွန်တော်တို့ဘာပဲဖြစ်တင်ရအောင်နော်တင်တာကောင်းဆုံးပဲအာမင်နေရတိုင်းတွဲသချင်းလေးနဲ့ကျွန်တော်တို့ချီးမွမ်းရအောင်နော်နေရတိုင်းတွဲဖယားရဲ့ကျူတာနေရတိုင်းတွဲဖယားကျေးဇူးတော်ဖယားရဲ့ကျေးဇူးတော်ဦးရှာနေရတိုင်းတွဲနေရတိုင်းတွဲဖယားရဲ့ကျေးဇူးနေရတိုင်းတွဲဖယားကလေးတော်ဖယားရဲ့ကလေးတော်နေရတိုင်းတွဲဖယားရဲ့ကောင်းချီးတွေဦးရှာနေဘယ်လဲလာလုံးပြကိုရတဲ့သွားစေသူကိုရချောင်းကျုံနေသူအမြဲတမ်းရှိနေလေဘယ်တော့မှနောက်မချဘူးဘယ်တော့မှမချက်ွယ်ဘူးလက်တော်နဲ့အမြဲတမ်းပူဆောင်နေဘယ်တော့မှMama tagebu, pero mama sunebu, pero mama sunebu, pero mama pegebu, pero mama pegebu, negeta. Negeta, negeta.နေရတိုင်းတွဲဖယားရဲ့မြတ်တာနေရတိုင်းတွဲဖယားကယူနာဖယားရဲ့ယူနာနေရတိုင်းတွဲဖယားရဲ့ဂျေဇုတော်ဦးရှာနေဦးရှာနေနေရတိုင်းတွဲဖယားရဲ့သစ္စာနေရတိုင်းတွဲဖယားရဲ့သစ္စာနေရတိုင်းတွဲဖယားရဲ့ယူနာနေရတိုင်းတွဲဖယားရဲ့ကောင်းချီးတွေUshanere, Mille Lailo, Yago, Yata, Doazedu, Guru Chano Medu, Guru Chano Medu, Yera Shinere, Bedoma, no Chabu, no one, Bedoma, Jaguebu, Bedoma, Bedoma, Bedoma sunebu, bedoma tagebu, negeta. Kenal no? Koso kasih bila. Asim piu saya melulu malah. Dasar di sini campur sini tak tahu kenal le cizu bibiro. Neget, oh, deh no. ဆိုရင်တော့ projector လည်းမရဘူးဆိုတော့ကျွန်တော်ပြန်ဆိုမယ်နော်ကျွန်တော်ဒီကနေပဲပြန်ခေါ်ပေးလိုက်မယ်ကဲအစားပြန်ဆိုရအောင်နေရတိုင်းတွဲဖယားရဲ့မြဲနေရတိုင်းတွဲဖယားကယူနာဖယားရဲ့ယူနေရတိုင်းတွဲဖယားကြီးစုတော်ကြီးစုတော်ဦးရှာနေနေရတိုင်းတွဲဖယားသစ္စာနေရတိုင်းတွဲဖယားရဲ့သစ္စာနေရတိုင်းတွဲဖယားကတိတော်ဖယားရဲ့ကတိတော်နေရတိုင်းတွဲဖယားကောင်းချီးတွေဦးရှာနေ Puxa nere, tiene bailo ya.
se tu Cora ciao ciao e tu me la scimere Roma E Roma non ciao E Roma ma c'è tu Le donne A me la fusande E Roma taghe E Roma ma taghe Yes E Roma ma taghe Pero mama se debu neta Ella está en pia yen Ella está en pia yuna Pia yuna Ella está en pia yen Jesus Pushanere Ella está en pia yen pisa Ella está en pia yen digo Ella está en pia yen kamchidwe Pushanere Dile hallelujah go canta para tu Cora ciao ciao e tu me la scimere E toma non ciao non guarda E toma ma te quebu le donne a nera puzzale E toma taghe E toma ma taghe E toma ma superu E toma ma superu Hallelujah Hallelujah ကျွန်တော်အားလုံးမတရားအောင်နော်ကျွန်တော်အားလုံးမတရားပြေမှာထူဖျားခြင်းကိုတူတူကချီးမွမ်းကြရအောင်ကိုယ်ကာယာကြောက်အဲ့ဒီချင်းကိုကြားဘူးလားအားလုံးတူတူကချီးမွမ်းကြရအောင်နော်โอเคကျွန်တော်လည်းမြအပေါ်မှာခဏလေးမြောက်ကြအောင်နော်အစင်ပြီလား Hello အစင်ပြီကြလားခဏပြန်ထားမယ်နော်ကွယ်ကာယမုန်တိုင်းချတော့ခါကွယ်ကာယရန်သူချောင်းလိုက်ချင်းချောင်း၍ချင်းချောင်း၍မုန်တိုင်းချတော့ခါကွယ်ကာယအာမင်ကွယ်ကာယအိုယေရှုရှေအိုယေရှုရှေဒီလောကာကေကွယ်ကာယချောင်းဖြစ်တော်မူယေရှုရှင်သည်
ရောက်စေလုံးချုံစေအာမင်ရောက်စေလုံးချုံစေဘုံတိုင်းချတော့ကအာမင်Oh, Yeshua, oh, Yeshua, the Lord, God, the land, we Kaya Chow, Kitobu, oh, Yeshua, the Lord, God, the land, we Kaya Chow, Kitobu, we Kaya Chow, Kuropi, we Kaya Chow, Kuropi. Bông đại cha đó cả quê cả nhà bên cha đó cả quê lúc khai giao sẽ lâu sông về lúc khai giao sẽ lâu sông về bông đại cha đó cả quê cả nhà ô Giêsu xin đi lo cả cái là quê cả nhà cha thì đó vui oh Giêsu xin đi lo cả cái gì là nuôi quay cả nhà cháu thì đó oh Giêsu xin đi oh Giêsu xin đi lo cả cái gì là nuôi quay cả nhà cháu thì đó vui oh Giêsu xin đi lo cả cái gì là nuôi quay cả nhà cháu thì oh Giêsu xin tao được cảm giác nhau oh Giêsu xin đi lo cả cái gì là quay cả nhà cháu khi đó vui oh Giêsu xin đi lo cả cái gì là quay cả nhà cháu khi đó quay cả nhà cháu khi đó vui quay cả nhà cháu khi đó vui Amen သူဘုရားရှင်ဟာကျွန်တော်တို့ကိုယ်ခါရဖြစ်တယ် Hallelujah အထူးသဖြင့်ကျွန်တော်တို့ဒုက္ခခံစားရတဲ့ခါမှာကျွန်တော်တို့ကိုအမြဲတမ်းကိုယ်ခါဖြစ်တဲ့ဘုရားသခင်ဖြစ်တယ်အဲ့ဒီဘုရားသခင်ကိုကျွန်တော်တို့လက်ခုပ်တီးချပြီးပြန်လည်းချီးမွမ်းကြရအောင် Amen Amen ကျွန်တော်ဒီဘုရားကျောင်းမှာရောက်လာခြင်းဒီဝရှိပြည်တဲ့ကိုချီးဖို့မဟုတ်ဘူးဘုရားသခင်ကိုချီးမွမ်းမှုပါတယ် Amen ဘယ်မှာရှိလို့ပြောပါဦးဒီဘုရားကျောင်းမှာရောက်လာခြင်းဒီအသက်ရှင်တဲ့ဘုရားကိုချီးမွမ်းဖို့ရရောက်တဲ့ကြောင်းအာရပါရချီးမွမ်းပါစပတယောက်လက်စနှုတ်ဆက်ကြအောင်နော် Amen ကဲအားလုံးတို့ကပြန်ချီးမွမ်းကြအောင်နော်အစီအမင်မလားဟူးဟူးယေရှုရှိရင်ပြီးဆုံးတယ်ရပြီပါလေကဲအားလုံးကျေးဇူးပြုပါနော်လက်မြပေါ်ပဲမြောက်ကြအောင်နော်ကျေးဇူးပြုပြီးတော့မမြောက်နိုင်ရင်လည်းကိစ္စမရှိပါဘူးနော်ကဲလို့များလက်မြနာခဲ့ရင်တော့ကိစ္စမရှိပါဘူးအာနာမဟုတ်ဘူးကဲစားမယ်နော်Protein
Bama temelo doba, bama temelo doba, Yeshu shi. One, two, three. Bama temelo doba, bama temelo doba, Yeshu shi, Yeshu shi. King oh bama temelo doba, bama temelo doba, Yeshu shi. Amen. Hallelujah. Amen. ဘုရားချင်းမနာပြောရလားပြောပါတယ်တကယ်ရောပြောရလား Amen Amen ဟုတ်ပါတယ်ကျွန်တော်အသက်တာမှာယေရှုနဲ့မတော်ဘူးဆိုရင်ဘဝအရန်ခါပါတယ်ဒါမဲ့ကျွန်တော်တို့နေ့စဉ်နေ့မှာသခင်ယေရှုဖခင်နဲ့တွားမယ်ဆိုရင်လောကကြီးဝမ်းမြောက်စရာကြီးပဲအာမင်ဟာလေလုယာကျွန်တော်တို့အဲ့ဒီကျွန်တော်ကိုယ်ကိုယ်ရဲ့ဘုရားသခင်ယေရှုကျွန်တော်ထဲမှာရှိတယ်ဆိုရင်အရာခတ်တင်ပြည့်စုံတယ်ဖြစ်ပါတယ်သူစီမှာအရာခတ်တင်ပြည့်စုံတယ်အာမင်ကျွန်တော်ဆက်လက်ပြီးမှသူဘုရားရှိကိုယ်ကိုယ်ကြရအောင်ကိုရောရှင်ဘုရားကိုရောနားမှာပဲနေချင်ပါတယ်တမီတာကိုရောနားမှာပဲနေချင်ပါတယ်ဆိုမှဒီချင်းနဲ့ပြန်ပြန်ဝန်ခံကြရအောင်စိတ်နှလုံးကျွမ်းမဲ့သူဘုရားရှိကိုယ်ကိုယ်ကြရအောင်ကိုရောနားမှာပဲနေချင်ပါပဲကိုရောချားတော့ရတဲ့ကိုရောကိုပဲမြင်ချင်ပါတယ်ဆိုမှဒီချင်းနဲ့ကိုယ်ကိုယ်ကြရအောင်အာမင်အာမင်ဟာလေလုယာကိုရောနားမှာကျွန်တော်နေခြင်းနဲ့ကိုရောဘုံတော့ကျွန်တော်မြင်ခြင်းနဲ့ချမ်းတော့တဲ့ရှူတာကိုရောကြောင့်ပဲကိုရောကြောင့်ပဲကိုရောမရှိတဲ့ဘဝတစ်စက္ကန့်လေးတိုင်းတိတ်နေနေတဲ့ကိုရောနာမှာအတိုင်းရင်ဒီစေပါချစ်တော့ကိုရောနာမှာကျွန်တော်နေခြင်းကိုရောဘုံတော့ကျွန်တော်မြင်ခြင်းကျွန်တော်တဲ့ရှူတာချမ်းတော့တဲ့ရှူတဲ့ကိုရောကြောင့်ပါပဲကိုရောကြောင့်ပဲကိုရောရှိတဲ့ဘဝတစ်စက္ကန့်လေးတိုင်းပဲနေတဲ့ကိုရောနာမှာတာရင်ကြီးစေပါဝန်ခံပါဦးအတာရင်ကြီးစေပါကျွန်တော်ဘယ်ရလဲမှာအပေရနေမလဲလာကိုကိုရောပြတာလေကျွန်တော်ရင်ခိုင်ထားတာတွေဆိုလာပါဆိုကိုရောကလည်းကျမလို့ကျွန်တော်ကိုရင်ချင်ခဲ့ခြင်းမရလေမှာအပေရနေမလဲကိုရောပြတာအာမင်ကျွန်တော်ရင်ခိုင်ထားတာတွေဆိုလာပါဆိုအတားရဲ့ဒီစေပါကျွန်တော်
ပြစကကြရအောင်ကိုရောဒီရခင်မှာကိုရောနဲ့တာရွေးညီချင်ပါတယ်ကိုရောနဲ့တာရွေးစကားပြောချင်ပါတယ်ဆိုမှကျွန်တော်တို့အတန်လို့ပြန်အဲ့ဒီဖျားတခင်ပြန်လဲပြီးမှသူ့စီမှာပြန်လဲပြီးမှဆူတောင်းကြအောင်ကျွန်တော်အသက်တာမျိုးကိုပြန်စကကြရအောင်ဒီနေ့အစီအစဉ်တွေပြန်လဲပြီးမှဟိုအသက်တာအချိန်တိုင်းလုံးစုံကိုပြန်လဲပြီးမှကျွန်တော်တို့ဟိုသူဖျားတခင်စီမှာပြန်လဲပြီးမှအသက်တာမျိုးကိုပြန်လဲပြီးမှဆူတောင်းကြပြီးမှအလုံးတူတူကစကကြရအောင်အလုံးဆူတောင်းကြရအောင်ဟာလေလုယာမတာရရှိပါကိုဂျေဇုတင်တဲ့နာမတော်ချီးမွမ်းပါれကိုရောကောင်းတဲ့ချီးကိုတူဝန်ခံကြပါအာမင်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 ကိုရောနာမဘယ်နဲ့ချီးပါလောကရာထက်ကိုရောကူပဲဟိုဒီကချီးပါれကိုရောနာမချီးကကြပါれပါဟာလေလုယာအာမင်ရှင်ခွင့်ပေးတဲ့ပေးဒီတာမကကိုရောချီးမွမ်းခြင်းအချိန်တိုင်းဖြစ်စေပေးတဲ့တော့ယေရှုတင်နဲ့ချီးမွမ်းနိုင်ဖို့ပါစက်ကြားနိုင်တဲ့နားမြင်နိုင်တဲ့မျက်စိမြောက်ပြင်ဆင်ပေးတဲ့တော့ကိုရောကိုယေရှုတင်ပါတယ်အသက်ရှင်တော်မူသောဖာသမီးတို့ဒီနေ့ဝတ်ပြုစည်းဝေးမှာကိုရောအတူပါရှိလက်တရှင်တော်ဝိညာဉ်တော်လွတ်လပ်စွာလှုပ်ရှားလက်ကိုရောရှင်လမ်းပြတော်မူပါအချိန်နိုင်အားလုံးကိုရောလက်ဝဲတော့အနှံ့တဲ့ခါမှာသခင်ယေရှုနာမနဲ့ဆုတောင်းကြပါရဖဖျားရှင်အလုံးပဲမင်္ဂလာပါဒီနေ့ညနေမှာလည်းဖျားရှင်ကိုတူတကွချီးမွမ်းဖို့ရောက်ရှိလာကြတော့ယုံကြည်သူညီကိုပေါင်းတော့ဖျားသခင်အတစ်တဖန်ကောင်းချီးပေးပါစေကျွန်တော်အစီအစဉ်စဖို့ရန်ကြံပိုက်တစ်ပိုက်လေးဖတ်ချင်ပါတယ်ကောရိန္သုဩဝါဒပထမဆောင်ကောရိန္သုဩဝါဒပထမဆောင်ခန်းကြီး7အပိုက်ငယ်73စနစ်နဲ့73ကိုဖတ်ပါမယ်ကောရိန္သုဩဝါဒပထမဆောင်အခန်းကြီး7အပိုက်ငယ်7နဲ့73ဥပမာကာကူတစ်ခုတေးနှံအင်္ဂါအများရှိသည်ဖြစ်၍ထူတစ်ခုတေးသောကူအင်္ဂါအပေါင်းတို့သည်များလျက်နှင့်ကူတစ်ခုတည်းဖြစ်တဲ့ကဲ့သို့ထူနည်းတူခရစ်တော်ဖြစ်၏အကြောင်းမူကားယူဒလူဖြစ်စေဟေလတလူဖြစ်စေဂျင်းဖြစ်စေလူလွတ်ဖြစ်စေငါတို့ရှိသမျှသည်ဝိညာဉ်တော်တပါးတည်းအားဖြင့်တကူတည်းထဲသို့ဘတ်ဒီဇိုင်းကိုခံကြ၏ဖတ်ကြားတော်သောကျမ်းပိုက်အဖြစ်အရောက်စီတံဖျားသခင်ကောင်းချီးပေးပါစေဒီနေ့ကျွန်တော်ဒီဖတ်ထားတဲ့ကျမ်းပိုက်အဖြစ်ဘာခွင့်အားပေးချင်တာလဲဆိုတော့ကျွန်တော်တို့အားလုံးဒီခရစ်တော်နဲ့တလုံးတဝက်တည်းဖြစ်တယ်ဟာလေလုယာကျွန်တော်တို့လာတဲ့နေရာအတီးတီးရနဲ့လာတယ်ဒါပေမဲ့ဒီမှာဆုံးပြီးဆိုရင်ကျွန်တော်တို့အားလုံးကခရစ်တော်နဲ့ညီကိုမောင်နှမအရိဖြစ်တယ်
Hallelujah. Trong đi mà cho nó rồi tiếng nó mà về phía đi mà phía trên của chim anh cú quay nè đấy chơi mà về phía cho nó sẽ achăn cả biểu lên sẽ để cho nó rồi tết đấy ấy à bộ nó camera xuyên cho nó camera dạy phụ biểu chú dạy phụ chú lâu phụ cú tết xuân đấy tí mà bảoဝင်phụ để mà cho nó rồi along phía thực hiện cả phía thực hiện amu rồi để mà bảoဝင်phụ để được bàn phép khâu vào đấy biểu để mà bà general bulletin này của chị mới xuyên bên này mà cho nó bảoဝင်lệ sura bảoဝင်chín lệ sura bộ nó cho nó rồi đi lui ra đấy đi phép asi bé của chị biểu để mà chị bắt mà worship để chín sura phía trên của chị mình cũng quay phụ bảoဝင်chín lệ xuống worship của đi lui chết bé lại bộ nó biểu contact ushering greeting cleaning TV presenter songs projectionist camera John hospitality photography video editing and web developer ari along te ma ku be neya ka ata le sura ku ata re neya le ku chit pi ro ba win lu ya ba de pi ro a pyan cha de kha ma de u ma answer shi re neya le ma tha pi ba suraပြောချင်ပါတယ်ပြီးတော့နောက်ကျောမှာဒီဘက်မှာဆိုရင်စုတောင်းခန်းချက်ရဲ့အမိရဲ့ဗာလဲဘာ contact ပေါ့နော်အဲ့ဒီ contact number လေးကိုဖြည့်ပေးပြီးတော့အဲ့ဒီနောက်မှာချန်ထားခဲ့ပေးပါအဲ့ဒါနဲ့ကျွန်တော်တို့ဒီမှာကျွန်တော်ယုံကြည်သူမျိုးကိုမောင်နှမတွေမရှိတဲ့ခါကျရင်ပြီးတော့တနေရာသွားပြီးတော့သွားတဲ့အချိန်ခါကျရင်ကျွန်တော်တို့စုတောင်းပေးလို့ရအောင်တင်လူအပ်နေတဲ့စုတောင်းချက်လေးတွေကိုဒီအောက်ဆုံးနားလေးမှာရေးထားပေးပါဆိုပြီးတော့ကျွန်တော်ဆက်ပြီးတော့ကြေညာချင်ပါတယ်အခုအစီအစဉ်ရကျွန်တော်ဒီနေ့အစီအစဉ် MC ကျွန်တော်ဆရာလျံဖြစ်ပါမယ်ပြီးတော့ praise and worship ဆရာဇမ်နဲ့အဖွဲတော့ပြီးသွားပါပြီပြီးရင်စဆုတောင်းခြင်းဆရာမနေစာဖြစ်ပါတယ်ပြီးတော့အခုတပြင်းတိုင်းတချင်းစူဘေဖို့မအာယံပြီးရင်မအာယံပြီးတာနဲ့ကျွန်တော်တို့တက်တေခံကျန်နာရမယ်ဖြစ်ပါတယ်ဆရာခုပြီးထားမှတက်တေခံဖို့ကျန်နာရမှာဖြစ်ပါတယ်တက်တေခံပြီးတာနဲ့နောက်မှာအလူဝဲစက်ကပ်ပေးဖို့ဆရာမအာလွမ်းကိုဖိတ်ခေါ်ပါတယ်ပြင်ဆရာမအာလွမ်းပြီးတာနဲ့ပြီးတော့အလူငွေစက်ကပ်ပေးဖို့ဆရာမအာလွမ်းပြီးတော့အလူငွေကောက်ခံနေတဲ့ချိန်မှာpraise and worship အတင်မာနေတဲ့ချင်းတပုတ်ဦးဆောင်ပေးဖို့ဖိတ်ခေါ်ပါတယ်ပြင်အထူးဆုတောင်းခြင်းကဆရာမမေရီဖြစ်ပါမယ်ဒေသနာရှင်ဆရာအာချမ်းဖြစ်ပါမယ်ပြီးတော့အပိတ်တချင်းအလုံးမတည့်ပြီးတော့ကောင်းချီးပေးခြင်းဆရာပေါ်ဖြစ်ပါမယ်အစီအစဉ်အရအခုတပင်တိုင်းတီစုချီးမွမ်းဖို့အရန်အာယံကိုယေရှုနာမနဲ့လက်ခောက်ထီးခြင်းအဖြစ်ဖိတ်ခေါ်ကြရအောင်
တာ၍ပုံကြည့်ပေးပါစေ။ Select Bureau အခုချိန်မှာဆိုရင်တက်တေခံချင်းချနာရမှာဖြစ်ပါတယ်ဆရာခုပြေးထားတဲ့တက်တေခံပူကြရမှာဖြစ်ပါတယ်ပြရနဲ့ကျွန်တော်တို့အားလုံး bulletin နဲ့လက်ထဲမှာရောက်တဲ့အတွက်အစီအစဉ်ကျွန်တော်မတက်တော့ဘဲနဲ့အစီအစဉ်အလိုက်ပဲဒီဒေသနာရှင်ရောက်တဲ့အထေးအစီအစဉ်လိုက်သွားပေးဖို့ယေရှုနာမနဲ့မတားရခံပါတယ်ခုချိန်မှာဆိုရင်တက်တေခံပေးဖို့ရန်ဆရာခုပြေးအားလုံးလက်ခောက်တီးခြင်းအဖြစ်ကြိုဆိုကြရအောင်မဟုတ်ဆိုပါတော့ဒီလိုမျိုးဖျားရဲ့ကောမြတ်တဲ့အကြောင်းတွေတက်တည်ခံဖို့အတွက်အချိန်ပေးတဲ့ဖျားသခင်အကြီးဆိုတော့ကျွန်တော်ချီးမွမ်းတယ်ကျွန်တော်ဘောက်တက်တည်ခံခြင်းလဲဆိုတော့ကျွန်တော်ဘဝအသက်တာမှာဖျားသခင်ရှင်မှာဆုတောင်းပြီးတော့မှဖျားတကယ်ဆုချတယ်ဆိုလို့ရှိရင်အဲ့ဒါဆုချတဲ့ဟာကိုဖျားသခင်ကနေပြီးတော့တက်တည်ခံဖို့သူများသူတစ်ပါးအပေါ်မှာငါဘယ်လောက်ကောမြတ်ကြောင်းငါဘယ်လောက်လုပ်ပေးနိုင်တဲ့အကြောင်းပေါ့နော်တက်တည်ခံဖို့ဖျားသခင်အလိုတော်ရှိတယ်ဆိုတာလေးကိုကျွန်တော်ပထမဦးဆုံးကျွန်တော်ပြောချင်တယ်ဘာချမ်းစာကိုခေါင်းစဉ်ထားပြီးတော့ကျွန်တော်တက်တည်ခံခြင်းလဲဆိုတော့139ခုမြောက်သောစာလံကျမ်းပိုင်ငယ်130မှာဘုရားသခင်ဘယ်လိုပြောလဲဆိုတော့နှုတ်ကပတ်တော်ကိုဖွင့်ပြခြင်းသည်အလင်းကိုပြီး၍မလိမ္မာသောသူကိုလိမ္မာစေတတ်တယ်တဲ့အဲ့တော့ပြီးခဲ့တဲ့နှစ်တုန်းကပေါ့နော်2015-16ပေါ့ဒီအရင်နှစ်ကလေးကပေါ့နော်ကျွန်တော်အဖေသူကနပြောင်းလဲသေးဘူးပြောမယ်ဆိုလို့ရှိရင် born again သူမဖြစ်သေးဘူးပေါ့နော်ခရိယန်တော့ခရိယန်ပဲဒါပေမဲ့ born again သူမဖြစ်သေးဘူးသူမဖြစ်သေးတဲ့အချိန်မှာအလုံးကတည်တဲ့အတိုင်းပဲမိသားစုကဖခင်ရဲ့မျက်မှောက်တော်မှာမတိုးဝင်တော့ဘူးဆိုလို့ရှိရင်ဘယ်လိုမျိုးဖြစ်ပျက်နေလဲဆိုတော့ဒါအလုံးကသိကြပါတယ်ကျွန်တော်ပြောပြစရာမလိုတော့တော့ပါဘူးကျွန်တော်ဖခင်နည်းနည်းပါးရက်တောက်တတ်တယ်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာမိသားစုကပျော်ဆန်းမှုရှိဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာကျွန်တော်အမေနဲ့ကျွန်တော်ပေါ့နော်ကျွန်တော်အမေနဲ့ကျွန်တော်နဲ့အမေကနေပြီးတော့သူပတ်စင်တနင်္ဂနွေနေ့ပဲဖြစ်ဖြစ်စနေနေ့ပဲဖြစ်ဖြစ်ကျွန်တော်အဖေပြောင်းလဲဖို့အမေရန်သူဖခင်ကြောင်းသွားပြီးတော့သူစို့တောင်းပေးတယ်ကျွန်တော်လည်းဒီကနေဖခင်ကြောင်းမှာကျွန်တော်အမေကျွန်တော်လည်းစို့တောင်းပေးလိုက်တယ်ဒါပေမဲ့တခါတလေကျန်စို့တောင်းတဲ့အချိန်မှာစုံစမ်းတော့ရှက်ချင်းတွေဝင်လာပြီးတော့မှမိသားစုမှုတွေအစင်မပြေမှုတွေအများကြီးဖြစ်လာခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့စိတ်တက်မကြဘူးဖခင်သခင်ဒီကျွန်တော်တို့စို့တောင်းပေးတာဒီနားညောင်းတယ်အချိန်တိုင်းရင်ဖခင်သခင်တတ်နိုင်တယ်ဆိုပြီးတော့မှကျွန်တော်အမေရကျွန်တော်စို့တောင်းတဲ့အခါမှာ2020မေလမှာပေါ့နော်ကျွန်တော်အဖေတကယ်ပဲသူပြောင်းလဲသွားတယ်မိုးရစေဝအရက်လုံးဝသူမတောက်တော့ဘူးအဲ့ဒီပြောင်းလဲတဲ့နေ့ဆိုလို့ရှိရင်မင်္ဂလာပွဲရှိတယ်ကျွန်တော်တို့ရွာမှာဆိုလို့ရှိရင်အားလုံးတည်တဲ့အတိုင်းပဲမင်္ဂလာပွဲရှိတယ်ဆိုလို့ရှိရင်ခေါင်းကြီးသုံးတယ်အရက်သုံးတယ်အမျိုးစုံတုံးတဲ့ပွဲဖြစ်တယ်တကယ်တမ်းကျတော့ပြောမယ်ဆိုရှင်ကျွန်တော်ရွာဘက်မှာဆိုလို့ရှိရင်ဒါပေမဲ့အဲ့ဒီနေ့ညတော့ဆိုရင်ကျွန်တော်အမေကဘာပြောလဲဆိုတော့နင်းအဖေကဒီနေ့သူမင်္ဂလာပွဲသွားတာဖြစ်တဲ့အတွက်အရက်မိုးပြီးတော့သူပြန်လာမှာဖြစ်တယ်တာသမီးတွေနဲ့အိတ်ချအမေကတော့သူပြန်လာတဲ့အထိသူစောင့်မယ်ဆိုပြီးတော့အမေကပြောတယ်အဲ့ဒီညမှာညအစင်နာကြီးထိုးတယ်ထိုးပြီးတော့မှကျွန်တော်အဖေပြန်လာတယ်အဖေပြန်လာပြီးတော့မှအရက်လဲလုံးဝသူမတောက်ဘူးအရက်နဲ့လုံးဝသူမထွက်တော့ကျွန်တော်အမေကအော်တာပေါ့အရင်တော့ဆိုရင်မွန်းနေကြဆိုတော့အဲ့ဒီနေ့တော့အရက်မစားမတောက်ဘူးပေါ့နော်အဲ့လိုပြန်လာတဲ့ခါကျအမေကပပရေဘာဖြစ်လို့ရက်မတောက်တာလဲပေါ့အမေအော်ပြီးတော့သူမီးလိုက်တယ်မီးလိုက်တဲ့ခါကျတော့ငါဒီနေ့ကအစပြီးတော့ယေရှုရဲ့နာမဖြစ်ငါရက်ဖြစ်တယ်ဆိုပြီးမှအဖေကအဲ့လိုမျိုးသူပြောတယ်အခုချိန်ထိပဲဖြစ်တယ်ကျွန်တော်အဖေအခုချိန်ထိပဲဖြစ်တယ်အဲ့မျိုးသူပြန်လဲသွားတဲ့ခါမှာကျွန်တော်အရာဝမ်းသာတယ်ဖခင်သခင်ကနေပြီးတော့ကျွန်တော်တို့စို့တောင်းပြရီဘယ်လိုအဖေပေးခဲ့တယ်လဲဘယ်လိုနားညောင်းပေးခဲ့တယ်လဲကျွန်တော်အမေစီမှာကျွန်တော်အမေတိုင်းကျွန်တော်ဘယ်လိုပြောလဲဆိုတော့အမေလို့ဖခင်ရှိနေကျွန်တော်တို့မိသားစုမှာအရာကောင်းမြတ်တယ်တနင်္ဂနွေနေ့တိုင်းမှာအချိန်ရတယ်ဆိုလို့ရှင်နှုတ်ကပတ်တော်ပဲဖြစ်ချမ်းစာတစ်ပိုက်လျာပဲဖြစ်အမေ
တက်တီခံပါခွန်အားပေးပါဆိုပြီးတော့အမေကိုကျွန်တော်ရဲ့ညီကိုမောင်နှမတွေအမေကိုကျွန်တော်အမေကကျွန်တော်ပြောတယ်ပြီးခဲ့တဲ့ပတ်တော့ကဆရာအားချမ်းကပြောလိုက်တယ်ပေါ့နော်တက်တီခံလို့ရတယ်ဆိုပြီးတော့မှပြောတဲ့ခါကျတော့ကျွန်တော်စိတ်ထဲမှာဖခင်တခင်ကနေပြီးတော့တက်တီခံပါဆိုပြီးတော့ကျွန်တော်ခိုင်းတယ်လို့ကျွန်တော်ခံစားတယ်အဲကြောင့်ကျွန်တော်တက်တီခံတာဖြစ်တယ်ဒီမှာရှိတဲ့ညီကိုမောင်နှမတွေလည်းကိုယ့်ရဲ့မိသားစုမှာမွေးစီဝါနဲ့ပြောင်းမွေ့ပြီးတော့မပြောင်းလဲတဲ့သူတွေရှိခဲ့ဒီရှိတော့ဗောနော်ရှိခဲ့ရင်လည်းလုံးဝစိတ်တက်မကြပါနဲ့ကျွန်တော်ကိုယ်ကွယ်တဲ့ဖခင်ဒီအသက်ရှင်တဲ့ဖခင်ဖြစ်တယ်ဒီချင်းကိုအောင်မြင်တဲ့ဖခင်ဖြစ်တဲ့ကြောင့်မလို့စုတောင်းပါလုံးဝစိတ်တက်မကြပါနဲ့ဖခင်သခင်ဒီအချိန်တိုင်းပြောင်းလဲစီမှာဖြစ်တယ်ကျွန်တော်ကိုယ်ကွယ်တဲ့ဖခင်နဲ့ခေါ်ရင်တမိုးထိုးချတဲ့ဖခင်ဖြစ်တယ်ဆိုလို့ပေါ့နော်ကျွန်တော်ခေါ်အားပေးခြင်းနဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ယုံကြည်သူတွေဖြစ်တဲ့အတွက်ဒီတမန်ကျမ်းစာကိုကျွန်တော်တို့နေ့တိုင်းထိုင်ရဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်ပြောသလိုပေါ့နော်နှုတ်ကပတ်တော်ကိုဖွင့်ပြခြင်းဒီအလင်းကိုပြီး၍မလင်မာတော့သူကိုလင်မာစီတတ်တယ်တဲ့ကိုယ့်ရဲ့မိသားစုထဲမှာမလင်မာတော့သူရှိတယ်ဆိုရင်ဒီနှုတ်ကပတ်တော်ကိုဖွင့်ပြပြီးတော့ကျွန်တော်တို့စုတောင်းမှာဖြစ်တယ်အရာရာအောင်ပြောင်းလဲစီနေတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ကိုယ့်ရဲ့ဘဝကိုပြောင်းလဲစီနေတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ကျွန်တော်အဖေပြောင်းလဲတယ်ဆိုတာဒီနှုတ်ကပတ်တော်အားဖြင့်သူပြောင်းလဲတာဖြစ်တယ်လောကငွေကြေးတွေချမ်းသာပြီးတော့ဘယ်လောက်ပဲချမ်းသာနေပါစေကိုယ့်ရဲ့အထဲမှာလုံးဝသူမပြောင်းလဲနိုင်ဘူးဖြစ်ဒီအရာလေးတွေလောကစည်းစံတွေလောကပြောင်းပွင့်နေတဲ့အရာတွေနဲ့သူမပြောင်းလဲနိုင်ဘူးဖြစ်တယ်တကယ်တမ်းချက်ဒီနှုတ်ကပတ်တော်နဲ့သူပြောင်းလဲနိုင်တာဖြစ်တဲ့အတွက်ဒီမှာရှိတဲ့ယုံကြည်သူမိသားစုတွေကိုယ့်ရဲ့မိသားစုမှာမပြောင်းလဲနိုင်တဲ့သူတွေပြီးတော့ဘယ်လိုပြောမလဲမွေးစီဝါနဲ့ပြောင်းမွေ့ပြီးတော့မှစိတ်တက်ကြက်နေတဲ့သူတွေရှိနေသလားကျွန်တော်မီးချင်တယ်ဒီနေ့ရှိခဲ့ဒီရှိတော့လုံးဝစိတ်တက်မကြပါနဲ့နှုတ်ကပတ်တော်ကိုဖတ်ပါဖျားသခင်ဒီအရာအလုံးတတ်နိုင်တဲ့ဖျားဖြစ်တယ်ကျွန်တော်ကိုးကွယ်တဲ့ဖျားဒီခေါ်ရင်တမှုထိုးချတဲ့ဖျားဖြစ်တယ်ဆိုတာလေးပေါ့နော်ကျွန်တော်ဖျားရှင်မှာကျွန်တော်တက်တည်ခန္ဓာဖြစ်တယ်အယုတ်စီတာယုတ်ဒီနေ့ဖျားရှင်ကောင်းချီးပေးပါစေလူငွေမဆက်ကက်ခင်စံစာတစ်ပိုက်ဖတ်လို့ပါတယ်တုတ်တန်ကျန်ခန်းကြီးတုံးအငယ်6မှ10ထိတင်ဒီကိုဥစ္စာနှင့်အူတီသောအတီးအနှံရှိသမျှကိုထာဝရဘုရားအားပူဇော်လော့တို့ပြုလျင်တင်ဤစပကြီးတို့သည်ကျွယ်ဝ၍စပြစ်တီးနေရာတစားတို့ကိုအတစ်သောစပြစ်ရေရှံလိမ့်မည်စက္ကကြပါစို့ကောင်းကင်ရဲ့မြစ်ကြီးစကြဝဠာတစ်ခုလုံးကိုပိုင်တောက်အစိုးတော်မူသောဖာကိုရောတိုင်းနဲ့ချမ်းလေးမှာကိုရောဒီနေရာမှာတောက်သူမျိုးမိသားရအတူဖွဲ့ခွင့်ရတဲ့ပေးသောကြောင့်ကိုရောကျေးဇူးတော်မှာတာ၍ချီးမွမ်းပါတယ်ဒီမှာရှင်တိုင်းမြတယောက်စီတိုင်းစိန်လုံးဝိညာဉ်တိတိတစ်ခုစီတိုင်းလည်းကိုရောဝိညာဉ်တော်မီလမ်းပြပါကိုရောဝိညာဉ်တော်မီတွင်တင်တော်မူပါဒီမှာရောက်တဲ့တိုင်းမြတယောက်စီတိုင်းဒီကိုရောဒီလာရောက်တဲ့ခါမှာချင်းနေတတ်မဟုတ်ပဲနဲ့ကိုရောဗန္နာငွေအတွက်ယူဆောင်လာကြတဲ့လူငွေများရှိကြပါတယ်ကိုရောထိုရများကိုလည်းကိုရောလက်တော်ထက်အနန္တနဲ့ယူဆောင်လာတဲ့တိုင်းမြတယောက်စီတိုင်းရဲ့ကိုရောသူတို့လိုအပ်သောအရာကိုရောသူတို့တွေမဖြစ်စေမလိုချင်တဲ့အရာတွေဖြစ်စေကိုရောသူတို့လိုချင်သောအရာတွေဖြစ်စေကိုရောဒီအရာအလုံးပိုက်တောက်ဆုံးလို့ဖြစ်သောကြောင့်ကိုရောထန်တောင်းလျှောက်ပါ၏ကိုရောပြင်ဆင်ပေးသနာပါကိုရောသူတို့တွေကိုလည်းကိုရောကောင်းကြီးပေးပါကိုရောအစများစွာသောကောင်းကြီးများကိုရောထံမှလာရောက်နိုင်တဲ့ခွင့်လည်းကိုရောပြင်ဆင်ပေးသနာတော်မူပါလုံးစုံကိုတော်တဲ့နှံတဲ့ခါမှာတပိုက်တောက်ရရှုမြတ်သောနာမအောင်မြည်ပြိုးလျက်လူလူတလေးမြတ်စွာဖြစ်ဆုတောင်းစကန်နာမှာရပါဖျားရှင်အာမင်လုံလောက်တော့ကျေးဇူးတော်ကိုတော်ရဲ့ကျေးဇူးတော်မဆုံးလင်းတော့တာသမီးတွေလုံလောက်တယ်မခုန်ခံသွားဘူးခွေဘယ်တော့မှမပြောင်းလဲပါနာနဲ့တိုင်းဒုက္ခယူနာခံစားစေ
ချိန်တိုင်းခဲခဲချိန်တိုင်းကျွန်တော်နဲ့ရှိရောက်လာကိုကြီးကိုကြီးကလမ်းပြဖို့ဆောင်နေวันนี้ချိန်တိုင်းวันนี้ချိန်တိုင်းကျွန်တော်နဲ့ရှိရောက်လာကိုရောလာကျွန်တော်ရဲ့အဖို့ပါကိုရောရဲ့ချစ်စို့ကိုရောရဲ့ချစ်စို့တော့ဆိုလင်းတော့သာသမီတွေလုံးလာတယ်မကုန်ခံတော့ဘူးဘယ်တော့မှပြောင်းလဲပါနာတဲ့တိုင်းဒုက္ခယုံနာခံစားစေသူနိုင်တဲ့မြတ်တာရှိကျွန်တော်ရဲ့နာကကျွန်တော်ရဲ့နာကကိုရောရဲ့လေဝေလိုက်ရှာတဲ့ရှင်မေစုံပြည့်မထားစုံပြည့်မထားချိန်ချိန်ပြမှာပြီကကဘာကုန်ကြည့်တိုင်းကကဘာကုန်ကြည့်တိုင်းအတူရှိမေအခုတော့ရဲ့အချေစုတော့ဆိုလေတော့သာသမီတွေလောလာတဲ့မကိုကတော့ဘူးလေဘယ်တော့မှပြောင်းလဲပါနာတဲ့တိုင်းအတူခယူတာခံစားစေသူနိုင်မဲ့တာရှိကိုရောရဲ့ချစ်စုတော်ကိုရောရဲ့အချစ်စုတော်ဆိုလေတော့သာသမီတွေလောလာတဲ့မကုန်ကတော့ဘူးပဲဘယ်တော့မှပြောင်းလဲပါနာတဲ့တိုင်းသူခယူတာခံစားစေသူနိုင်တဲ့တာရှိဆိုတော့ဆူတောင်းခံချက်ကိုကြတော့ကျမဒီမှာအနေငယ်လေးဖော်ပြတော့မှာဖြစ်ပါတယ်เนาะပထမတစ်ချက်ကြတော့ကျမတို့ဆူတောင်းရမှာတော့နိုင်ငံတော်တင်ရင်အေချမ်းဖို့ဖြစ်ပါတယ်ဒုတိယတစ်ခုကကြတော့ဒီဆရာတွေကတနင်္ဂနွေနေ့မှာပေါ့နော်ထောင်တနာလုပ်နေတာဖြစ်တယ်ထောင်တနာအတွက်ကျမတို့ဆူတောင်းရအောင်ပြီးတဲ့အခါကျတော့နောက်တစ်ခုကတော့အတင်းတော်အထက်ကနေ missionary လို့တဲ့ဆယ်လို့တဲ့ဆရာတွေတွားကြမှာဖြစ်တယ်သူတို့အတွက်လည်းကျမတို့ဆူတောင်းရအောင်ပြီးတဲ့အခါကျတော့26ကနေ28နဲ့ထီလုံးမဲ့တင်တန်းတော့ဗောနော်ကျမတို့အတွက်ဆူတောင်းပေးရအောင်ပြီးတဲ့အခါကျတော့ဒီခဏနေကျမတို့ကြားနာရမယ့်နှုတ်ကပတ်တော်အတွက်ကျမတို့တစ်ခါတည်းတပါးလေးဆူတောင်းကြရအောင်အကုန်လုံးအတူတူကဆူတောင်းကြရအောင်အနန္တမြတ်တော်နဲ့ပြည့်စုံတော်မူသောကျွန်တော်တို့ရဲ့အဖဖျားကိုရောဖျားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကိုရောဖျားသည်ချီးမွမ်းကိုးကွယ်ခြင်းကိုခံထိုက်တဲ့ဖျားဖြစ်တယ်လို့ဒီနေ့သားသမီးများသည်ကိုရောဖျားရဲ့မျက်မှောက်တော်တို့ဒုဝင်ချင်းကလည်းသားသမီးများချီးမွမ်းကိုးကွယ်ခွင့်ကိုရတဲ့အတွက်ကြောင့်မို့ကိုရောရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဖဖျားရခင်ဒီနေ့သားသမီးများမထိုက်တန်တော်ညာလဲကိုရောဖျားရဲ့အသွေးတော်အဖြစ်သားသမီးများကိုရွေးနှုတ်ပြီးဒီနေ့ကိုရောဖျားရဲ့သားသမီးဖြစ်ရပြီးမှသားသမီးများကိုရောဖျားရဲ့ရှေ့တော်မောက်တို့ဒုဝင်ချင်းကရတော့ခွင့်ကိုရတဲ့အတွက်ကြောင့်မို့ကျေးဇူးတော်ချီးမွမ်းပါတယ်ဖဖျားရခင်ဒီနေ့တန်သမီးများသည်ဒီနေ့အသက်ရှင်တဲ့ကာလထဲမှာကိုရောဖျားရဲ့ကောင်းချီးများစွာကိုမိုင်ဆိုင်ကန်စားရရှိတော်ညာလေတရမီမြရဲ့အသက်တာထဲမှာကိုရောဖျားရဲ့ကျေးဇူးတော်ကိုမချီးမွမ်းမရေတွက်တဲ့အချိန်တွေများစွာလည်းတည်ရှိပါတယ်ဖဖျားရခင်ဒီနေ့ကိုရောဖျားခုလွတ်ပေးပြီးဖြစ်တဲ့အတွက်ကြောင့်မို့ကိုရောရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လလတန်တဲ့ကိုအချိန်မှာကိုရောဖျားရဲ့အလိုတော်တိုင်းနဲ့အသက်ရှင်ပြီးမှကိုရောဖျားကိုတာယူချီးမွမ်းကိုးကွယ်နိုင်ရတော့တသမီများဖြစ်စေဖို့လုံငန်းလဲကိုရောဖျားလမ်းပြပို့ဆောင်ပေးမှမိအကြောင်းဆုတောင်းပါတယ်ဖဖျားဒီနေ့ဒီမှာဖဖျားရခင်ကိုရောဖျားရဲ့ရှေ့တော်မို့တော်တသမီများတူဝင်ချင်းကတဲ့ခါမှာတသမီများအနေငယ်တော်ဆုတောင်းခြင်းကိုတမန်လုံးဆောင်မှာဖြစ်ပါတယ်။ဘာဖြစ်လဲခင်ဥစွာတဲ့နဲ့တမန်များဆွတောင်းလို့ဒီအရာမှာဒီနဲ့နိုင်ငံတော်တည်ငြိမ်အေးချမ်းဖို့တမန်တို့သူပဲဆွတောင်းလို့တာဖြစ်ပါတယ်။ဒီနဲ့တမန်များရဲ့မြန်မာနိုင်ငံတော်ဒီလေဘာဖြစ်လဲခင်ကိုချိန်မှာ
ဒီနေ့စစ်ဖြစ်နေတဲ့ကာလတစ်ခုဖြစ်ပါတယ်။ဘာဖြစ်ခင်သူတို့ကြောင့်မို့ဘာဖြစ်ခင်ဒီနေ့အချူရောသူတန်းမြားဒီလေးဒီနေ့ကြောင်းလန့်ချင်းဒီနေ့ဆိုရင်သုံးလို့ချင်းများနဲ့ဒီနေ့အသက်ရှင်နေထိုင်ခြင်းနေရတဲ့လူတွေဖြစ်ပါတယ်ဘာဖြစ်ရခင်ဒီနေ့မနကေဘေကိုရောဖျားရွေးနှုတ်ထားတဲ့ဒီနေ့ရွေးကောက်ထားတဲ့ဒီနေ့နိုင်ငံတော်အကြီးအကဲကိုရောဖျားတင်မြောက်ပေးဖို့တမီတို့ထူးပဲဆုတောင်းလိုတာဖြစ်ပါတယ်။ဒီထက်မကပေးနေဘာဖြစ်ခင်ဒီနေ့စစ်ပြေကြောင့်မို့လို့ဘာဖြစ်ခင်ဒီနေ့ဒုက္ခရောက်နေကြတဲ့စစ်ပြဒုက္ခတွေလည်းများစွာသိရှိပါတယ်ဖာပြရခင်မိမိရဲ့အိုးအိမ်မှာမနေရဘဲနဲ့ဖာပြရခင်ဒီနေ့ဒီစစ်ပြေးရှောင်နေရတဲ့ဘဝအထက်မှာကိုရောဖီယာတို့ရဲ့အရောက်ချင်းစတဲ့ရဲ့ဒီနေ့စွရင်သုံးလို့ချင်းများကိုလည်းကိုရောဖီယာဖြင်းရင်းစေပါဖာပြရခင်အရောက်ချင်းစီတိုင်းဒီနေ့ရောက်တဲ့နေရာဒေတာအထက်မှာကိုရောဖီယာမျိုးလင်းချင်းမိတ်ချင်းမဟုတ်ဘဲနဲ့ကိုရောဖီယာကိုတာရွေမျိုးလင်းရတော့အခွင့်ကိုလည်းကိုရောဖီယာပြင်ဆင်ပေးပါရောက်တဲ့နေရာဒေတာအထက်မှာကိုရောဖီယာကိုအမြဲတမ်းပဲမျိုးလင်းနဲ့ဒီနေ့ဒီဒုက္ခထင်ကနေလွတ်မြောက်ရတော့အခွင့်ကိုလေကိုရောဖီယာမဆာကောင်းကြည့်ပေးပါအမှန်တကယ်ပဲဖပြရခင်ကိုရောဖီယာပြင်ဆင်ပေးတဲ့အကောင်းဆုံးအချိန်ထဲမှာဒီနေ့မိမိရဲ့နေအိမ်ထဲမှာအကောင်းဆုံးနဲ့ငင်ကိုစွာနဲ့အသက်ရှင်နေထိုင်နိုင်ဖို့လည်းငါလေကိုရောဖီယာမဆာကောင်းကြည့်ပေးပါမိကြောင်းဆွတောင်းပါတယ်ဖပြရခင်ဒီထက်မကပဲနဲ့ဖပြရခင်ဆွတောင်းလို့တဲ့အရာမှာဖပြရခင်တမီတို့ဆွတောင်းဒီနေ့ထောင်သနာအတွက်တမီတို့ဆွတောင်းလို့တာဖြစ်ပါတယ်ဖပြရခင်အချိန်မျိုးမျိုးကြောင့်မလို့ဖပြရခင်တောင်ထဲမှာရောက်ရှိနေတဲ့လူတွေဒီရှိပါတယ်ဖပြရခင်ဒီနေ့တာသမီများမတိနိုင်တော့ညာလေကိုရောဖီယာတိပါရဖြစ်တီးပြီးတာဖြစ်တယ်ဒီနေ့ထောင်ထက်ကိုတသနာအဖြစ်နဲ့တွားနေကြတဲ့ဆရာတွေရှိတယ်ဘာဖြစ်လဲကိုရောဖီယာတို့ဒီနေ့ပြောပြတဲ့ဒီနေ့နှုတ်ကပတ်တော်တွေအသက်ရှင်လာတဲ့ကိုရောဖီယာရဲ့နှုတ်ကပတ်တော်ဖြစ်တဲ့အားလျော်စွာဒီနေ့ကြားနာတဲ့ဒီနေ့အရောက်ချင်းစတဲ့နှလုံးသားထဲမှာအသက်ရှင်ပြီးမှအမှန်တကယ်ပဲတို့ရဲ့အသက်တာပြောင်းလဲရတော့ခွင့်နဲ့တူကအဖာဖြစ်တဲ့ခင်တို့လှုပ်ဆောင်နေတဲ့မကောင်းမှုတစ်ခုချင်းစီတဲ့ကနေလွတ်မြောက်ရတော့ခွင့်ကိုလည်းကိုရောဖီယာကောင်းကြည့်ပေးပါမိကြောင်းဆုတောင်းပါတယ်ဖာဖြစ်တဲ့ခင်ဒီထက်မကပဲနဲ့တမီးဆုတောင်းလို့တယ်ဒီနေ့လာမယ့်26နှစ်ရက်နေ့ကနေစပြီးမှဒီနေ့28ရက်နေ့ထိဖာဖြစ်တဲ့ခင်လူငယ်တင်တန်းလှုပ်ဆောင်သွားမှာဖြစ်ပါတယ်ဖာဖြစ်တဲ့ခင်ကဏ္ဍမျိုးစုံတို့တင်ကြားသွားမှာဖြစ်တယ်ဒီနေ့တင်ကြပေးမယ်ဆရာတယောက်ချင်းစတဲ့ရဲ့တတမောင်မလေးကိုရောဖီယာကောင်းကြည့်ပေးမှာကိုရောဖီယာပေးတဲ့ကျမ်းမာခြင်းတဲ့သူတို့ကဖာပြခင်ရဲ့အမှုတော်ထဲမှာကောင်းမှုစွာနဲ့ပါဝင်ဆက်ကပ်နိုင်ပြီးဒီကိုရောဖီယာရဲ့နိုင်ငံတော်သားရွေးကျေပြန့်စွာနဲ့ကိုရောဖီယာရဲ့ပုံတော်ကိုတာရွေးထင်ရှားစေတဲ့ဒီနေ့ဆရာသမားများဖြစ်စေဖို့လုံငါလေကိုရောဖီယာမှာစပါဒီထက်မကပဲနဲ့ဖာပြခင်လာရောက်တဲ့ရောက်ကြမဲ့ဒီနေ့လူငယ်များရောက်ချင်းစတဲ့ရဲ့တတကိုလေကိုရောဖီယာဝိညာဉ်တော်ဖျားအုပ်ဆိုပါဒီနေ့တို့ဒီနေ့အလဟာဒတ်လာရောက်ခြင်းမဟုတ်ဘဲနဲ့အမှန်တကယ်ပဲကိုရောဖျားရဲ့တမန်တရားကိုလိုချင်သောနှလုံးသားအဖြစ်လာရောက်ပြီးမှဘာပြခင်အမှန်တကယ်ပဲဒီနေ့တင်ကြားတဲ့ subject တစ်ခုချင်းစီတိုင်းကိုဒီနေ့နှလုံးသားထဲမှာခံယူနိုင်တဲ့တာသမီများဖြစ်စေဖို့လုံးကလည်းကိုရောဖျားမစာကောင်းကြည့်ပေးပါမိအကြောင်းတမီတို့ဆုတောင်းလိုတာဖြစ်ပါတယ်ဘာပြခင်ဒီထက်မကပဲတမီတို့ဆုတောင်းလိုတယ်ဒီနေ့အတင်းတော်ထဲမှာအတင်းတော်ထဲကနေဒီနေ့ missionary ဆစ်လွတ်ထားတာဖြစ်တယ်ဘာပြခင်ဒီနေ့လာမယ့်အချိန်မှာတွားရောက်ပြီးမှဒီနေ့ကိုရောရဲ့အမှုတော်ထဲမှာဆေခံကြမှာဖြစ်ပါတယ်ဖာပြရခင်ဒီနေ့အစေခံကြမဲ့ဆရာသမားများကိုတော်လည်းတမီတို့ထူပဲဆွတောင်းလို့ရတယ်ဖာပြရခင်တကယ်ပဲကိုရောကိုချစ်တော်နှလုံးသားအဖြစ်အစေခံနိုင်ပြီးကိုရောရဲ့တမန်တရားကိုဒီနေ့မျိုးစေ့ဖြန့်ကျဲပေးနိုင်တဲ့ဆရာသမားများဖြစ်စေဖို့ကိုလည်းငါလည်းကိုရောဖျားကောင်းကြည့်ပေးပါဒီနေ့တို့တွားရောက်တဲ့အခါမှာဖာပြရခင်ခက်ခဲချင်းပင်ပန်းချင်းဒီနေ့ဒုက္ခများစွာကိုခံစားရမှာဖြစ်တယ်တို့ညာလည်းကိုရောဖျားဒီနေ့တန်သမီးများခက်ခဲတဲ့အချိန်ကတလကောင်ဒီနေ့တန်သမီးများဒုက္ခရောက်နေတဲ့အချိန်မှာတကောင်ကိုရောဖျားဒီတန်သမီးများရဲ့ကိုယ်ကာယဖြစ်တယ်ဒီနေ့တန်သမီးများရဲ့ခွန်အားတန်သမီးများကိုခွန်အားပေးနိုင်တဲ့ဖျားဖြစ်တဲ့အတွက်ကြောင့်မလို့ဖာပြရခင်ဒီနေ့ခွန်အားပေးတဲ့တို့ရဲ့အားနေတဲ့အချိန်မှာကိုရောဖျားခွန်အားပေးလဲတို့ဝမ်းနေတဲ့အချိန်မှာကိုရောဖျားဒီတို့ရဲ့အနေအမြတ်အနာမှာအမြဲတမ်းနေတခွန်အားပေးလဲဒီနေ့ကိုရောဖျားတို့ရဲ့အတူပါရှိခြင်းအဖြစ်ကိုရောရဲ့ဖျားရဲ့နိုင်ငံတော်သားရွေးကျေးပြန်စေဖို့တဖြစ်စေပါမိအကြောင်းတမီတို့ဆုတောင်းလိုတာဖြစ်ပါတယ်ဒီထက်မကပဲနဲ့ဖာပြရခင်ဒီနေ့ဒီနေရာမှာရောက်ရှိနေတဲ့ယုံကြည်သူတွေရှိတယ်ဖာပြရခင်ဒီနေ့ဒီမှာရှိတဲ့ယုံကြည်သူတွေအရောက်ချစ်တဲ့အသက်တာထဲမှာဒီနေ့ယူလို့တို့ရဲ့လူအချက်များစွာလည်းတည်ရှိမှဖြစ်ပါတယ်တရမီများမတည်နိုင်ပါဘူးတို့တော်ညာလေကိုရောဖီယာဒီအတီးတီးရဲ့နှလုံးသားထဲမှာရှိတဲ့အရာများဒီနေ့အတီးတီးရဲ့လူအချက်များကိုတည်ရှိတဲ့ဖီယာဖြစ်ဒီအားလို့ဆိုတာတို့အရောက်ချစ်တဲ့လူအချက်တစ်ခုချင်းစီတိုင်းကိုရောဖီယာကောင်းကြီးပေးပါမိအကြောင်းသမီးတို့ဆုတောင်းတယ်ဒီထက်မကဘဲနဲ့ဖာပြရခင်ဒီနေ့တန်သမီးများအင်းနေရာတို့ရောက်ရှိလာခြင်းဒီကိုရောဖီယာရဲ့နှုတ်ကပတ်တော်ကိုခံယူဖို့အတွက်ဖြစ်ပါတယ်ဖာပြဒီနေ့တန်သမီးများကိုနှုတ်ကပတ်တော်ခွန်အားပေးသွားမယ့်ဆရာရဲ့တတပေါ်မှာလည်းကိုရောဖီယာကောင်းကြီးပေးပါဝိညာဉ်တော်ဖီယာရဲ့လမ်းပြမှုအောင်မှာဝိညာဉ်တော်ဖီယာရဲ့ဖွင့်ပြမှုအောင်မှာဝိညာဉ်တော်ဖီယာရဲ့ဉာဏ်အလင်းပေးမှုအောင်မှာကောင်းမှုဆွမ်းတဲ့နှုတ်ကပတ်တော်ကိုဒီနေ့ခွန်အားပေးနိုင်ရတော့အခွင့်ကိုလည်းမဆာပေးပါဒီထက်မကပဲနဲ့ခံယူမဲ့အရောက်ချင်းစတဲ့နှလုံးသားအတီးတီးကိုလည်းကိုရောဖီယာကောင်းဝိညာဉ်တော်ဖီယာအုပ်စုပါအရောက်ချင်းစတဲ့ဒီလေ
ဂျာနာရဲ့နကုမတ်တော်တစ်ခုချင်းစီတိုင်းကိုမိမိရဲ့တတထဲမှာခံယူပြီးအတတထဲမှာမနကေပေးလိုက်ရှောက်သက်ရှင်နေတဲ့တာသမီများဖြစ်စေဖို့လုံငါလည်းကိုရောဖျားမစာကောင်းကြည့်ပေးမှမိကြောင့်ဆွတောင်းပါတယ်ဖာဖျားရခင်ဖာဖျားရခင်ကျေးဇူးတင်တယ်ကိုရောဖျားဒီတဲ့တာသမီများအရောက်ချင်းစီတိုင်းရဲ့ခိုလုံကိုစားရဒီတဲ့တာသမီများရဲ့ချင်းမွန်ချင်းကိုခံထိုက်တဲ့ဖျားဖြစ်တဲ့ကြောင့်မို့ကျေးဇူးတင်တယ်အမြတ်တော်ဆုကိုတောင်းလျှောက်တဲ့ခါမှာတပါတိတိရှိတော်မူရောကတဲ့ဘရှင်ယေရှုနာမ၌ဆုတောင်းကြပါဖျားရခင်အာမင် ဒီနေ့ဖျားသခင်ကိုချီးမွမ်းကူးဝေကြတဲ့ဖျားသားသမီးအကြီးဆုံးအငယ်ဆုံးတိုင်အောင်အားလုံးဖြတ်ရှင်ကောင်းကြည့်ပေးပါစေကျွန်တော်ဒီမနေ့ဖျားနဲ့စပြီးတော့တင်တန်းလောက်မှဖြစ်တယ်လူငယ်တွေတင်တန်းတက်ချင်တဲ့လူတင်တန်းတက်လို့ရတယ်ဒီမှာကျွန်တော်ဒီ music တွေ sound system တွေကျွန်တော်ဘယ်လိုထင်ရမလဲကျွန်တော်ဒီ mixer တွေဘယ်လိုထင်ရမလဲတချင်းဆိုဘယ်လိုဆိုရမလဲကျန်းစာဘယ်လို study လုပ်ရမလဲဆိုတဲ့ဥစ္စာတွေပြီးတော့ကျန်းစာကိုကျွန်တော်ဘယ်လိုပုံစံနဲ့ကျွန်တော်တရားဟောတဲ့ခါကျရင်ဘယ်လိုပြင်ဆင်မှုတွေလုပ်ရမလဲဆိုတဲ့ဥစ္စာလေးတွေကျွန်တော်တင်တန်းတွေရှိမှာဖြစ်တယ်စီးဆက်ဆရာမတွေအတွက်လည်းဘယ်လိုကလေးတွေကို crusade လုပ်နိုင်မလဲဘယ်လိုထိရောက်တဲ့တင်တန်းပို့ချက်နိုင်မလဲဆိုတဲ့ဥစ္စာလေးပါတယ်ဆိုတော့အားလုံးလာကြပါနောက်ဆုံးမှာဘယ်လိုဘောလုံးကမလဲဆိုတာလည်းပါမယ်ထင်တယ်နော်ဟိုမှာဘောလုံးကွင်းမှာကျွန်တော် section လေးခု8နိုင်နဲ့12နိုင်ထိအချိန်ယူထားတယ်ဆိုအဲ့ဒီမှာလည်းတွားကန်လို့ရတယ်ဘယ်လိုကမလဲဆိုတာနီးပြတော့ကျွန်တော်ပဲပြမှာနော်ကျွန်တော်ကြည့်ရင်တော့ဒီတိုင်းဘောလုံးမကန်တက်တဲ့ပုံစံနော်ကျွန်တော်ရန်ကုန်မှာအကောင်ဆုံးစုနှစ်ခါရောက်ဖို့တယ်ဆိုတာအားလုံးယုံမှာမဟုတ်ဘူးနော်အဲ့ဒါတကယ်ဟုတ်ပါတယ်တကယ်ရပါတယ်ဆိုတော့ဒီနေ့တကယ်အော်ဆရာကောင်းတယ်အားလုံးဒီမှာပေါင်ဆက်ကတဲ့သူတွေရောဒီနေ့ကျွန်တော်တက်တဲ့ခါနာတကယ်အော်ဆရာကောင်းတယ်နောက်ကဘတော့တကယ်တက်တဲ့ခါနာလည်းတကယ်ကောင်းတယ်ဒီမှာအားလုံးကပါဝင်တက်မဟုတ်ပဲနဲ့တက်တဲ့ခါမှာတချင်းဆိုပါကျွန်တော်တခုခုနဲ့ဖျားတိကိုဆက်ကကြပါဝင်ကြပါဒီနေ့ကျွန်တော်ကဒီမှာလူနေပေမဲ့ကျွန်တော် online ကနေကျွန်တော်ဟာခါတစ်မျိုးလုံးကပြန်ကြည့်တာဖြစ်တယ်ဒီစီစဉ်ကိုအခုလည်းတောက်လျှောက်တစ်ပတ်လုံးကြည့်ကြတယ်အရင်ပတ်ဖျားရှိကိုတဲ့ဥစ္စာတွေဆိုတော့ဒီအားဖြင့်တဆုံတယောက်တော့သူအတွက်သင်ဟာခွန်အားဖြစ်စေနိုင်တဲ့အတွက်တင်းရဲ့တက်တဲ့ခါချက်တင်းရဲ့ဆူတောင်းချက်တင်ကျန်းစာကျမ်းပိုက်ရွက်ဆိုတာကစသူတစ်ပါးအတွက်ကျွန်တော်တိဆောက်ဆရာဖြစ်နိုင်တဲ့အတွက်အားလုံးဆက်ကပ်ပါဒီမှာရှိတဲ့သူတွေကျွန်တော်အားလုံးဟာအမှုတော်ဆောင်တွေပဲဖြစ်တယ်အားလုံးပါဝင်ဆက်ကပ်ကြပါဆိုတာကျွန်တော်ပြောချင်တယ်ဆိုတော့ဖျားသခင်တကယ်အော်ဖွယ်ကောင်းတဲ့ဖျားသခင်ဖြစ်တယ်အခုနတက်တဲ့ခါနဲ့ဆရာကိုပြလဲတကယ်လူတွေပြောင်းလဲစေတာကဖျားတစ်ပါးကပဲလူကိုပြောင်းလဲစေနိုင်တာဖြစ်တယ်ဆိုတော့အော်ဆရာပဲအော်ဖွယ်တိုင်ပင်ပဲဆိုတာအော်ဆရာလူတွေရဲ့အော်တယ်ဆိုတာတော့ဘာမှမဟုတ်ဘူးလူတွေအော်တယ်ဆိုတာဘာနဲ့တူတယ်လဲဆိုရင်ကျွန်တော်လူတယောက်အော်တာတော့ရှိတယ်ကျွန်တော်တကယ်အော်တာသူရဲ့အော်မှုကကိုကျွန်တော်ပြန်အော်တာပါနော်ကျွန်တော်ပြန်အော်တာလူ3ယောက်ရှိတယ်သူတို့3ယောက်ကပြောကြတယ်ငါအော်ဆုံးအရာတစ်ခုရှိတယ်တယောက်ကဘာလဲငါကျတော့တယောက်ကဖုန်းဆက်တာတယောက်နဲ့ဖုန်းဆက်တာဟိုတယောက်ကဖုန်းကတခါတည်း direct နဲ့ခိုင်ပြီးတော့ဟယ်လိုဆိုဟိုအတန်ကို direct ကပြောနိုင်လားဟာဘယ်လိုဖြစ်တယ်လဲတယောက်စားငါအရာအော်တယ်တယောက်ကတော့မဟုတ်ဘူးမဟုတ်ငါတော့ဒီနဲ့ Facebook Messenger နဲ့ live ဖွင့်ပြမဒါမှမဟုတ်ရင်တခုခုဒီမှာဖွင့်ပြမနေကောင်းလားဆိုတော့ရုပ်ကိုလည်းမြင်နိုင်တယ်ဟိုရုပ်ကိုဘဲနဲ့ဘယ်လိုပြန်ပြီးတော့ဖုန်းထဲမှာဘယ်လိုဝင်လာပြီးတော့ငါသူ့ရုပ်ဘယ်လိုကြည့်နိုင်လဲဆိုတော့ငါအော်တာအဲ့ဒါတကယ်အော်စရာလို့နောက်တယောက်ကမင်းဘာအော်တယ်လဲနေအောင်တော့ငါအော်တာတကယ်တခုရှိတယ်ငါအော်ဆုံးကဘာလဲဆိုရင်ပြခတဲ့ကိုလှမ်းပြမဒီနေ့ဘယ်နဲ့လို့ပြောနေတာငါအော်ဆုံးပဲတဲ့အဲ့ဒီတယောက်ကသူအော်တာကတမျိုးဖြစ်နေတာဆိုမတိတဲ့လူတွေတော့သူလည်းတကယ်အော်တာပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်ကိုကိုရဲ့ဖျားသခင်အော်ဖွယ်ဖျားသခင်ဖြစ်တယ်လူရဲ့အကြံစီထက်မတက်နိုင်တဲ့အရာကိုတက်နိုင်တဲ့ဖျားသခင်ဖြစ်တယ်ဒါတော့မဖြစ်နိုင်ဘူးဆိုတဲ့အရာကိုဖျားသခင်ချစ်တော်သူအပေါ်မှာငါပြုတ်မယ်လို့ဖျားသခင်ကျွန်တော်ကိုဂရုပေးထားတယ်ဟာလေလုယာမဖြစ်နိုင်ဘူးလို့ထင်တဲ့အရာကိုဖျားကိုချစ်တဲ့သူအပေါ်မှာငါအမှုပြုတ်မယ်လို့ဖျားကျွန်တော်ကိုဂရုပြုထားတာဖြစ်တယ်ဆိုတော့တကယ်အော်ဖွယ်ဖျားဖြစ်တယ်
ဒီနေ့ကျွန်တော်နှုတ်ကပတ်တော်နဲ့ခွာယူဖို့ကတော့မစိုးရင်နဲ့ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ရှင်းမှတ်တဲ့ခရစ်ဝင်အခန်းကြီး6အပိုက်ငယ်25ကနေစပြီးတော့ကျွန်တော်မစိုးရင်နဲ့ဆိုတဲ့ကြမ်းချက်ကိုကျွန်တော်အတူတကွခွန်အားယူဖို့ရန်အတွက်ပြင်ဆင်ပေးထားတာဖြစ်ပါတယ်မစိုးရင်နဲ့လို့ပြောတဲ့အခါမှာ25ကိုကျွန်တော်စတင်ဖတ်ပါမယ်ထို့ကြောင့်ငါဆိုသည်ကအဘယ်သို့စားတော့ရမည်ဟုအသက်အဖို့မစိုးရင်နဲ့ကြားနဲ့အဘယ်သို့ဝတ်ရမည်ဟုကိုအဖို့မစိုးရင်ကြနဲ့အစာထက်အသက်မြတ်သည်မဟုတ်လောအဝတ်ထက်ကိုမြတ်သည်မဟုတ်လောတဆင့်ပြီးတဆင့်ကျွန်တော်ဆင်းမှာဖြစ်တယ်ကဲမစိုးရင်နဲ့လို့ပြောတဲ့အခါမှာဘာအတွက်လဲဆိုရင်စာဝတ်နေရဲ့အတွက်မစိုးရင်နဲ့လို့ပြောတာဘယ်သူတွေကစိုးရင်တာလဲစာဝတ်နေရဲ့အတွက်ဘယ်သူတွေကစိုးရင်တာလဲဆိုရင်ဘယ်သူတွေကစိုးရင်မယ်လို့ထင်တယ်လဲစာဝတ်နေရဲ့အတွက်စာဝတ်နေရဲ့အတွက်စိုးရင်တဲ့သူတွေဟာဘယ်သူတွေလဲဆိုရင်မိဘမဲ့တွေဖြစ်တယ်တစ်ဖက်ကနေပြောမယ်ဆိုရင်အဖေမရှိတဲ့သူအမေမရှိတဲ့သူတွေကြတော့ဘာဖြစ်တယ်လဲစာဝတ်နေရဲ့အတွက်ငါဒီမနေ့ဖြစ်အတွက်ဘာစားရမလဲငါရှာမှငါစားမယ်ငါလောက်မှငါစားရမှာနော်ဆိုပြီးတော့သူတို့လည်းခွက်ကလေးကိုင်းပြီးတော့သူတို့ကလမ်းဘေးမှာထိုင်ပြီးတော့ကိုကြီးတော့မကြီးတော့အကျွေးလေးရှင်းပေးကြပါဆိုပြီးတော့တောင်းစားကြတာအမှန်တကယ်ဆိုသူတို့လည်းတောင်းချင်တာမဟုတ်ဒါပေမဲ့သူတို့ကမတောင်းရင်စားလို့ရမှာမဟုတ်တဲ့အခြေအနေဖြစ်တယ်ပြောချင်တာကစာဝတ်နေတဲ့အတွက်စိုးရင်တာကဘယ်သူကစိုးရင်တယ်လဲဆိုရင်ဒီနေ့အာကိုအားထားမရှိတဲ့သူတွေကစိုးရင်တာဖြစ်တယ်တစ်ဖက်ကနေပြောမယ်ဆိုရင်အဖေရှိတဲ့သူတွေကစိုးရင်စရာအကြောင်းမရှိဘူးအမေရှိတဲ့သူစိုးရင်စရာအကြောင်းမရှိဘူးအထူးသဖြင့်ဖခင်ပေါ့နော်ဖခင်အဖေရှိတဲ့သူနဲ့အဖေမရှိတဲ့သူကအယမ်းကွာတယ်သူတို့ရဲ့စိတ်ဓာတ်ရေးရမှာလည်းအယမ်းကွာတယ်လူကဆိုတော့အဖေမရှိတဲ့သူကအမြဲတမ်းစိုးရင်တက်တယ်အဖေရှိတဲ့သူကြတော့မစိုးရင်ဘူးဘာလို့လဲအဖေရှိတယ်ကဘာပေါ်မှာအဖေဟာအတန်ဆုံးကဘာပေါ်မှာအဖေဟာအတော်ဆုံးဟိုတကယ်လမ်းမှာရှိတဲ့ဗလာကြီးကြီးနဲ့တယောက်ကဟဲ့ကောင်လို့ပြောရင်တော့မှငါအဖေနဲ့တိုင်ပြောမှာအဲ့လိုအဖေဆိုတော့အကုန်လုံးနိုင်တယ်လို့ထင်တယ်ဘာဖြစ်လို့လဲအဖေဟာအကိုဆုံးဆိုတော့မနေ့ပြန်တော့သားသမီးတွေကအဖေရှိတဲ့သားသမီးတွေကမနေ့ပြန်မှာငါချက်ဘာချက်ပြုတ်ရင်ကောင်းမလဲမနေ့ပြန်မှာငါဘာဟင်းချက်ရင်ကောင်းမလဲဆိုတော့တခါမှမစင်စားဘူးကျွန်တော်သမီးလည်းတခါမှမစင်စားဘူးအဲ့ဒီကိစ္စဘာဖြစ်လို့လဲသူစင်စားစရာမလိုဘူးသူ့မှာအဖေရှိတယ်အဖေကစင်စားပေးရတယ်အဖေကစိတ်ပူပေးရတယ်ဆိုတော့ဒီစာဝတ်နေလို့ပြောတဲ့အခါမှာဒီနေ့ကျွန်တော်ဆွေးနေကျွန်တော်လူတွေကဘယ်လိုစားမလဲမလုပ်ရင်စားလို့မမရတာဆိုပြီးတော့တချို့ကြတော့ဝန်ထမ်းလောက်ကြတယ်တချို့ကြတော့အမျိုးမျိုးဒီမှာကိုလောက်နိုင်တဲ့အလုပ်တွေလောက်ကြတယ်တချို့ကြတော့အလုပ်ချမ်းလောက်တယ်လို့တချို့ကြတော့တို့အမျိုးမျိုးကိုယ့်ရဲ့အတက်ပညာနဲ့အလုပ်လုပ်ပြီးတော့ပတ်စံရှာကြတယ်အလုပ်မလုပ်ရင်စားလို့မရဘူးကျန်းစာထက်ပြောထားတယ်မလုပ်တဲ့သူကမစားနဲ့လို့ဖော်ပြထားတဲ့အတွက်လောက်မှစားရမှာဖြစ်တယ်ဆိုတာကျွန်တော်အကျမ်းဖြစ်တော့အဲ့လိုတည်တာဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာတော့ဖခင်ကဘာပြောတယ်လဲဆိုရင်မစိုးရင်နဲ့ယေရှုကဒီဥစ္စာပြောတယ်မစိုးရင်နဲ့ဆိုဘာဖြစ်လို့မစိုးရင်နဲ့ဆိုတဲ့အကြောင်းကိုပြောချင်တာလဲအောက်မှာမူကောင်းကင်၌ကျင်လေသောငှက်များကိုကျေးဇူးရှင်ခြင်းလောထိုငှက်တို့သည်မျိုးစေ့ကိုမကျဲမစိတ်စပားကိုမရဲကြီး၌မစွတ်မသွင်းတောက်တော်လေကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘသည်သူတို့ကိုကျွေးမွေးတော်မူ၏ထိုငှက်တို့ထက်တင်တို့သည်အလွန်မြတ်သည်မဟုတ်တော့ကဲဟိုတနေ့ကျွန်တော်ဟိုမှာရွာကိုသွားတော့တယောက်ကိုတွေ့တယ်အမျိုးသမီးကြီးတယောက်ကိုတွေ့တယ်အဲ့ဒါနဲ့ဘယ်သွားမလဲတောင်ရခဏသွားမယ်တောင်ရမသွားရင်ငါဘာနဲ့စားမလဲဆရာရဲ့တောင်ရမသွားတော့ငါငတ်မှာပေါ့မငတ်ပါဘူးမသွားဘဲနဲ့နေကြည့်လိုက်မငတ်ဘူးလို့ပြောလိုက်တာကျွန်တော်လည်းဘာကြောင့်သွားပြောမှမသိဘူးနော်နေထိုင်သူတောင်ရသွားမဲ့လူသွားနှောက်ရှက်တာမရဘူးလေဆရာကျမ်းစာထဲမှာကျွန်တော်ဖော်ပြထားတယ်လေဒီမှာကောင်းကင်မှာရှိနေတဲ့ငှက်ကိုကြည့်ပါလားသူတို့စပါးလည်းမဆိုင်ဘူးသူတို့မှာစပကြီးလည်းမရှိဘူးသူတို့မငတ်ဘူးလို့ပြောတယ်လေဘာဖြစ်လို့တင်းတို့လူသားတွေသူတို့ထက်တောင်မှမြတ်တယ်လေမငတ်ဘူးလို့ကျမ်းစာထဲမှာဖော်ပြထားတယ်လေလို့ကျွန်တော်သူ့ကိုပြောထားတော့
ara ro mahau le ara jansa ro jansa the ma be ye ra apin ma ro tke mahau ba bu re tu a lo pyo ra yet doi chi ba la tu ro le sapa ma sai bu le lu pyo ra kham hau de tu ro ka sai ro ma sai da me nga ro sai da tu ro sa ra le re tu a le tamyo me ya ma ka ko pyo ra phya a ku pyo ra ko me ya tu a nga ro sai da tu ro sa ra da chao tu ro a sapa sai sia ma lu bu le nga ro ka sai ma nga ro ma sai tu lo nga ma nga ro le nga ma re tuပြောတာတော့ဟုတ်တလို့ပဲဒါမဲ့ကျမ်းစာထဲမှာဖော်ပြထားတာကဘာလဲဆိုတော့ကျွန်တော်ဒီလက်ဆိုပါအောင်ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တော့အဘသည်သူတို့ကိုကျွေးမွေးတော်မူ၏ဒီနေရာမှာကျွန်တော်ဘာတွေ့တယ်ဆိုရင်အဘဆိုတဲ့စကားလုံးလည်းပါလာတယ်အခုနကျွန်တော်ပြောတာအဖေဆိုတဲ့စကားအဖေမရှိတဲ့တာသမီးနဲ့အဖေမရှိတဲ့မိသားစုဥပမာအဖေတယောက်တည်းမရှိပြီးတော့အမေတော့ရှိရင်တောင်မှတော်တော်ကိုပင်ပန်းနဲ့ခက်ခဲတဲ့ဆင်းရဲတဲ့အဖေမဲ့တဲ့အတွက်သူတို့မပင်ပန်းတင်တဲ့အလုပ်ကိုတော်တော်လောက်ရတယ်အဖေသာရှိရင်ဒီအလုပ်ကျန်းတွေတာသမီးလောက်မှာမဟုတ်ဘူးဆိုတော့အဖေမရှိတဲ့ခါမှာသူတို့စားဝတ်နေရတဲ့အတွက်အလုပ်လုပ်နေရပြီဆိုတော့ဒီနေရာမှာလဲအဖေဆိုတဲ့စကားလုံးကိုပါလာတယ်ကျမ်းစာထဲမှာဘုရားကကျွန်တော်စကားပြောထားတာရှိတယ်ဘုရားကိုဘယ်လိုခေါ်ရမလဲကျွန်တော်ဆုတောင်းခြင်းနဲ့ဘယ်လိုဆုတောင်းရမလဲလို့ယေရှုကသူတို့ကိုဒီလိုပြောတယ်ကဲမင်းတို့ကိုဆုတောင်းနေတင်ပေးမယ်ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့၏အဖလို့ဆုတောင်းပါအဖေလို့ဆုတောင်းပါဒီတိုင်းဆိုတော့ဘာမှမဟုတ်တဲ့စကားလုံးလို့ထင်မှာဖြစ်တယ်ဒါပေမဲ့ကဘာပေါ်မှာကျွန်တော်လူအဆုံးကကျွန်တော်ကဘာပေါ်မှာအလူအဆုံးကဘာလဲလို့ကျွန်တော်ကစဉ်းစားတယ်ကျွန်တော်ဒီကဘာပေါ်မှာကျွန်တော်ဘာအလူအဆုံးလဲလို့ကျွန်တော်စဉ်းစားတော့နောက်ဆုံးမှာကျွန်တော်အလူအဆုံးကအဖေပဲလို့ကျွန်တော်ကအဖြစ်ထွက်တယ်ကျွန်တော်ဒီအချိန်မှာအဖေရှိမယ်ဆိုရင်ဒီထက်အများကြီးတိုးတက်မှာနော်မနေ့ကပဲကျွန်တော်မျိုးသမီးကိုပြောလိုက်တယ်မိမအဖေတာရှိရင်နော်ကျွန်တော်ဟာဒီချိန်ဒီအရွယ်မှာဆိုရင်ဒီလိုမျိုးဖြစ်မှာမဟုတ်ဒီထက်အများကြီးအောင်မြင်မှာနော်အဖေကကျွန်တော်အသက်14နှစ်မှာဆုံးသွားလို့နော်ကျွန်တော်ပြုထောင်လို့ကောင်းနေတဲ့အချိန်မှာအဖေကဆုံးသွားလို့ဒါကြောင့်စဉ်းစားတယ်ကျွန်တော်ကဘာပေါ်မှာအလူအဆုံးအဖေပဲဘာလို့လဲအဖေကကျွန်တော်မလောက်နိုင်တာလောက်ပေးတယ်အဖေကစီးပွားရေးလောက်လဲ तू ကကူညီပေးမယ်ထောက်ပံ့ပေးမယ်အကြံကောင်း idea ကောင်းပေးထားမယ်ကျွန်တော်ကိုပြုထောင်မယ်လူအသက်ရှင်နိုင်အောင်ကျွန်တော်ကိုအဖေကမဆထောက်ပံ့နိုင်မှာဖြစ်တယ်ဆိုတော့အဖေမရှိတော့ကျွန်တော်ကိုဘယ်သူမှမထောက်ပံ့နိုင်ဘူးအမေကလည်းမထောက်ပံ့နိုင်ဘူးအဲ့ဒီခါမှာဘာဖြစ်တယ်လဲဆိုရင်ကိုခြေတော့ပေါ်ကိုရက်တီးပြီးတော့စူးစမ်းရုန်းကန်တာအခုဒီအရွယ်ထိဒီအခြေအနေထိကျွန်တော်ရောက်တာတောင်မှတကယ်ဖျားတကယ်ယေရှုတော်ကိုချီးမွမ်းတာဒါမဲ့ကျွန်တော်တောင်းတတာအဖေသာရှိခဲ့ရင်လို့ကျွန်တော်အဆုတောင်းတယ်ကျွန်တော်ဘာပြောချင်တယ်လဲမိတ်ဆွေဒီနေရာမှာကျမ်းစာကိုကြည့်တဲ့အခါမှာသူတို့အောက်နားလေးမှာကျွန်တော်ကြော်ပြီးတော့ကျွန်တော်ဖတ်လိုက်မယ်ထို့ကြောင့်အပိုက်ငယ်31မှာရှမသက်ခရစ်အခန်းကြီး6အပိုက်ငယ်31မှာဆိုရင်အပိုက်ငယ်31မှာထို့ကြောင့်အဘေတော့စားရအန်နီဟုအန်နီအဘေတော့ဝေးရအန်နီဟုမစိုးရင်ကြနဲ့ထိုအရာများကိုတင်တို့ထိုအရာများကိုတာသနာပလူတို့သည်ရှာဖွေတတ်ကြ၏ထိုအရာများကိုတင်တို့အတုံးလူချောင်းကိုဗာလဲကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘဒီတိတော်မူ၏စာဝတ်နေတဲ့အတွက်ယုံခံရမယ်မလောက်မရဘူးဆိုတော့ဟုတ်တယ်ဒါပေမဲ့ဒီအရာကဘယ်သူတွေကကျူးစားပြီးတော့အဓိကစာဝတ်နေရဲ့အဓိကငါလောက်မှငါကျမ်းမှငါအသက်ရှင်မှဆိုပြီးတော့ကျူးစားတဲ့သူတွေကဘယ်သူတွေလဲဆိုရင်သာသနာပလို့အဖေမရှိတဲ့လူဖယားမရှိတဲ့လူအဘလို့ခေါ်ဖို့မရှိတဲ့သူတွေကိုပဲသူတွေကပဲစာဝတ်နေတဲ့အတွက်စွင့်လာယုံခံနေတာငါတို့ဘယ်လိုလုပ်ရမလဲငါတို့နိုင်ငံရဲ့အခြေအနေမကောင်းဘူးတခုခုဖြစ်ငါတို့ဘယ်လိုနေရမလဲအိုးဒီချိန်မှာငါတို့ဒီအရာကြုံတွေ့ခဲ့ဘာဖြစ်မလဲစွင့်နေတာကသာသနာပလို့တဲ့အတွက်စွင့်ဖို့ဖြစ်တယ်မင်းတို့အတွက်တော့အဲ့ဒါထက်အရေးကြီးတာဘာလဲဆိုရင်တဲ့သူကြောင့်ဖျားတခေနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေးဥစွာရှာကြလို့နောက်မှထိုရတော့ကိုထည့်ပေးတော်မူလို့တန်ဆိုလိုချင်တာက
အဖရဲ့အောက်ဆိုခြင်းအဖေကိုရဖို့အရင်ကြိုးစားပါမိတ်ဆွေအဖေရရင်တော့အရာအားလုံးကိုရမှာဖြစ်တယ်အခုနကကျွန်တော်တချင်းဆိုတာပါလေကိုယ်ကာယကြောင့်ကိုယ်တော်ဖြစ်တယ်ပြောချင်တာကအဖေရှိရင်ကျွန်တော်လုံလုံချုံချုံနဲ့မိသားစုကာကွယ်ပေးနိုင်တာဖြစ်တယ်အဖေဟာကျွန်တော်ရဲ့တတိုင်းဖြစ်တယ်အဖေဟာကျွန်တော်ရဲ့အကွယ်ကာဖြစ်တယ်အဖေဟာကျွန်တော်ရဲ့ခိုလုံရာဖြစ်တယ်ဒါကြောင့်ကျမ်းစာထဲမှာထာဝရဘုရားသည်ငါ၏ခိုလုံရာဖြစ်တယ်ထာဝရဘုရားသည်ငါ၏မြို့ရိုးဖြစ်တယ်ထာဝရဘုရားသည်ငါ့ရဲ့အကွယ်ကာဖြစ်တယ်ငါထာဝရဘုရားသည်ငါ့ရဲ့အကွယ်ကာရာကြောက်ဆောင်ဖြစ်တယ်လို့ကျမ်းစာထဲမှာခဏဖော်ပြတာပါလေအဖေတယောက်ကကျွန်တော်ကိုတာဝန်ယူတဲ့ပုံစံနဲ့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်အဖေရှိရင်ကျွန်တော်စိုးရိမ်စရာမရှိဘူးဒီနေ့မိတ်ဆွေတင်ရောစိုးရိမ်နေသလားစိုးရိမ်မယ်ဆိုရင်မိတ်ဆွေမှာအဖေလိုအပ်တာဖြစ်တယ်အဖေသာရကြည့်လိုက်အဖေသာရရှိပိုင်ဆိုင်ကြည့်လိုက်အဲ့ဒီအခါမှာဘာဖြစ်မလဲဆိုရင်မနေ့ဖြန်အတွက်မစိုးရင်ကြတဲ့ဆိုတဲ့စကားလုံးဟာမိတ်ဆွေအတွက်အတိတ်ပဲရှိလာမှာပဲဖြစ်တယ်မနေ့ဖြန်ဒီနေ့ဒီမိမိအဖို့စိုးရင်လည်းမယ်ယခုနေ့၌ရှိတော်မကောင်းမသင့်သောအရာဒီယနေ့အဖို့လောက်ပဲဒီနေ့မနေ့ဖြန်အတွက်မစိုးရင်လည်းလို့ပြောတာကဘာလဲဆိုရင်အဖေရှိတဲ့ကလေးတယောက်ကမနေ့ဖြန်ငါထရင်ငါဘာဝတ်ရမလဲဘာပေါင်းပြီးဝတ်ကောင်းမလဲဆိုတာစဉ်းစားစရာမလိုဘူးသူကလုံလုံချုံချုံနဲ့နည်းချက်နဲ့အိပ်ပြောတယ်ဒီမနေ့ဆိုရင်တော့ကျွန်တော်သမီးလေးဆိုရင်သူတို့ရဲ့တချင်းတွေဆိုကြတယ်သူတို့ပွဲလဲနဲ့တချင်းဆိုကြတယ်သူတို့မှဝတ်စုံဝတ်ရမယ်သူတို့မှအင်ဂျီအဖြူနဲ့ဘောင်းပြီးအမဲဝတ်ရမှာအမေငါဘောင်းပြီးအမဲမရှိဘယ်လိုလုပ်ရင်ကောင်းမလဲငါဝတ်ဆိုအဖြူမရှိတော့ဘူးဆိုငါဘယ်လိုလုပ်ရတော့မလဲငါတော့အဆက်ကွဲတော့မှာပဲငါတကယ်ချင်းလို့ကြတော့အကုန်လုံးလှလှလဲတော့ဝတ်ရမှာငါကြတော့ဘာမှဝတ်မှာမဟုတ်ဘူးဆိုပြီးတော့သမီးကပြာရမခတ်ဘူးဘယ်သူကပြာရခတ်တယ်လဲသူ့အမေကပြာရခတ်တယ်သူ့အဖေကျွန်တော်ကပြာရခတ်တယ်ကဲမရှိတော့ဟာခတ်တစ်မျိုးလုံးမနေ့ဖြတ်ဘောင်းပြီးအနဲ့ရောင်ဝဲမှာဆိုတော့ဟာခတ်တစ်မျိုးလုံးကဘောင်းပြီးတော့အကုန်လုံးဝေကုန်တော့ဘောင်းပြီးအနဲ့တစ်ထဲမှမရှိဘူးဟာခါမှာဟာဒါတော့မဖြစ်တော့ဘူးဆိုပြီးတော့အဲ့ဒီအထေကိုအမဲအောင်ဝေပြီးတော့အမြန်ဆုံးနဲ့ချုပ်လိုက်ကိစ္စမရှိဘူးတိုင်းပေါင်းပြီးပုံစံဖြစ်လည်းကိစ္စမရှိဘူးအမဲအောင်ဆိုတော့ပြဿနာမရှိဆိုပြီးတော့သွားချုပ်ခိုင်းတာကန်ဆိုတော့ဒီမှာဒေါ်ချစ်ဆိုင်မှာကျွန်တော်အမဲတစ်ထဲရတာနဲ့အဲ့ဒါလေးဝတ်တာဘယ်သူပြာရခတ်တယ်လဲကျွန်တော်ပဲပြာရခတ်တာဖြစ်တယ်ဒီနေ့ဖျားသားသမီးတွေဆင်းရဲဒုက္ခခန္ဓာဖျားတကယ်မကြည့်နိုင်ဘူးအမှန်တကယ်တော့မကြည့်နိုင်ဘူးဒါပေမဲ့အဲ့ဒီနေရာမှာလျှို့ဝှက်ချက်ရှိတယ်အဖေဖျားသခင်ရဲ့အောက်ဆိုးမှုကိုမခံဘဲနဲ့ဒီနေရာမှာတားနှစ်ယောက်ကိုကျွန်တော်တွေ့ရတာဖြစ်တယ်ပျောက်တော်သားဆိုတဲ့ကျွန်တော်ရဲ့ခေါင်းဆွေနဲ့ကျွန်တော်တွေ့တဲ့တားနှစ်ယောက်မှာအဲ့ဒီတားနှစ်ယောက်မှာတားတစ်ယောက်ကြတော့အဖေရဲ့အိမ်မှာနေတယ်အဖေအရေးခိုးလုံးတယ်ဒါမဲ့ပျောက်တော်သားကြတော့အဖေအရေးမှာကမလွတ်လပ်ဘူးကွာငါချင်းချက်တယ်ကွာနေတိုင်းအဖေခိုင်းတာပဲလောက်ရင်နေရတယ်ကွာငါတာအပြင်မှာပျော်မယ်ဆိုဘယ်လောက်ကောင်းမလဲဆိုပြီးတော့သူကစဉ်းစားတဲ့အခါမှာအဖေငါ့ကိုအမွေပေးပါဆိုပြီးတော့အမွေပေးတာနဲ့သူကဝဲတော့အရက်အဖေကတွားဆူလို့ဆုံးမလို့မရနိုင်တဲ့အဝေးဆုံးနေရာကိုထွက်ပြီးမှအဲ့ဒီနေရာမှာတွားပြီးတော့ပျော်ပါတဲ့အခါမှာဘာဖြစ်တယ်လဲအဖေမရှိတဲ့တားဖြစ်သွားတယ်အဲ့ဒီတားဟာဘာဖြစ်သွားတယ်လဲအဖေမရှိတဲ့တားဖြစ်သွားတာအဲ့ဒီတားအမှန်တည်းဆိုသူတားပြုံဟာသူမပတ်စာအများကြီးနဲ့ဆိုတော့သူဟာကိုချတော့ပေါ်ကိုရက်တီတော့မှာဆိုတော့သူဟာတားပြောတော့မယ်လို့ကျွန်တော်ဇာတိအနေနဲ့ထင်မယ်ဒါမှမဟုတ်အဖေရဲ့အုပ်ဆိုးခြင်းမရှိတော့နိုင်ငံတော်နဲ့ဖြောင့်မခြင်းတရားကိုရှေးဆိုရှာပါအဖေရဲ့အုပ်ဆိုးခြင်းကိုအရင်ရှာပါလို့ပြောတဲ့အဖေရဲ့အုပ်ဆိုးမှုကနေသူအပြင်ရောက်သွားတဲ့ခါမှာသူ့အသက်တာမလုံးချုံတော့ဘူးမလုံးချုံတဲ့အခါမှာဘာတွေကြုံတဲ့တယ်လဲဒုက္ခပြဿနာတွေကြုံနေနောက်ဆုံးတော့ခုနကျွန်တော်ပြောသလိုပဲကိုခြေတော့ပေါ်မှာကိုရက်တီမဲ့ကိုရက်လောက်မှစားရမယ့်အခြေအနေရောက်လာတဲ့ခါမှာဘာဖြစ်တယ်လဲဝက်စာတောင်မှစားခြင်းစိတ်ပေါက်ပဲမဲ့အဲ့ဒါစားလိုက်ရင်တော့အဲ့ဝက်ပိုင်ရှင်ကသူ့ကိုပြဿနာရှာမှာဆိုတော့မစားရဘူးအဲ့ဒီမှာပြဿနာတစ်ခုရှိတယ်ဘယ်သူလဲဆိုရင်အဖေစီမှာရှိတဲ့တားတယောက်ကပြဿနာအဲ့ဒီတယောက်ကလည်းပြဿနာအဖေအိမ်မှာနေပြီးမှအဖေရဲ့ချမ်းသာခြင်းအဖေရဲ့စေးစိမ်ပေါ်မှာသူထိုင်ပြီးမှစိတ်တကောင်လေးတောင်မှမစားခဲ့ရတဲ့ဒါတယောက်ရှိတယ်တောင်းမှမတောင်းတာသူ့အဖေကိုတခါမှဒီနေ့တချို့ကြတော့အဖေရှိရဲ့သားနဲ့
လောကီသားလိုပဲသူတို့ဆိုရင်လို့ဆိုရင်လေဟိုမှာတကူဖြစ်တော့မယ်ဟိုမှာစစ်ဖြစ်မယ်သူတို့ဆိုရင်တို့ကိုလည်းလိုက်ပြီးတော့ဆိုရင်နေတာမဟုတ်ဘူးကျွန်တော်ဟာအဖေရှိတယ်အဖေရှိတဲ့သားဟာအဖေကိုခိုးလုံးဖို့ရန်အတွက်ဖြစ်တယ်ကျွန်တော်လောတာရှိတယ်အဖေရှိတဲ့အဖေစီမှာမတောင်းဘူးကိုဟာကိုပဲကျူးစားပြီးတော့ရှာတာဖြစ်တယ်အဖေကငါ့ကိုဘယ်တော့တောင်းမလဲလို့စောင့်နေတခါမှမတောင်းတော့တခါမှစိတ်တကောင်တောင်မစားလဲရဘူးအဲ့ဒီဒါအကြီးရလဲအငယ်ကလည်းပြဿနာအဖေရဲ့စီမမနေတော့အဖေရဲ့ရင်ခွင်အပြင်မှာရှိတဲ့ခါမှာဘာဖြစ်တယ်လဲဆိုအဖေအောက်ဆုံးမှုမရှိတဲ့ခါမှာသူ့မှာလုံခြုံမှုရှိဘူးဒီနေ့မိတ်ဆွေကျွန်တော်လောကမှာစားဝတ်နေရဲ့အရာတွေထက်ရှိဦးဆိုတာဖယားသခင်ရဲ့အောက်ဆုံးမှုဖယားသခင်ကိုအဖေလို့ခေါ်တဲ့သားသမီးဖြစ်ဖို့အရင်ဆုံးနိုင်ငံတော်ကိုရှာပါလို့ကျွန်တော်ကိုဖယားသခင်နောက်ကဘတော့မှားထားတာကအတိတ်ပဲများရှိတယ်ကျွန်တော်အဖေဆိုတဲ့ယာထူးကိုဖယားသခင်ကအခန့်တယ်ယေရှုကလည်းအဖေလို့ခေါ်ရမယ်ဖခင်ကိုလို့ပြောတဲ့အခါမှာဘာအတိတ်ပဲဆိုလို့တယ်လဲဆိုရင်အဖေဆိုတာကတာဝန်ယူမှုတာဝန်ခံမှုရှိတယ်အဖေဆိုတာဘာလဲတာဝန်ယူမှုတာဝန်ခံမှုရှိတယ်ဘယ်သူအတွက်လဲသားသမီးတွေအတွက်ကျွန်တော်တာဝန်ယူတာဝန်ခံမှုဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်အဖေရှိရင်လုံလောက်တယ်အဖေရှိရင်လုံလောက်တယ်ဆိုတော့ဒီနေ့ကျွန်တော်အဖေမရှိတဲ့သူတွေကဲတော့ကျွန်တော်ကပြာရာခတ်တော်သူဖြစ်သလားအဖေမရှိတော့သူကဲတော့အဖေရဲ့အိမ်မှာနေပြီးတော့အဖေရဲ့စီးစိမ်ကိုမစားနိုင်တဲ့အဖေအိမ်မှာနေပြီးမှတထောင်စားလို့နေတဲ့အဖွဲထဲမှာပေါ့ကောင်းမိတ်ဆွေပါမိသလားဒါမှမဟုတ်ရင်အဖေအိမ်မှာမနေဘဲနဲ့အဖေအောက်ဆုံးမှုမခံချင်ဘူးငါမလွတ်လပ်ဘူးကွာဆိုပြီးတော့ကိုကြိုက်တယ်လို့အပြင်မှာတွားနေတဲ့လူတယောက်လိုပဲမလုံခြုံတဲ့နေရာမှာမိတ်ဆွေတင်နေထိုင်မိသလားဒီနေ့မိတ်ဆွေအဖေဖះဟာအဖေလို့ခေါ်ပါဖះတခင်ဆိုတာကိုလည်းခဏမပြောကြနဲ့ဘယ်လိုပြောရမလဲအဖေအဖအဖကျွန်တော်ကိုနိုးထခွင့်ပြတဲ့ယေရှုတင်နေဖះဆိုရင်တစိမ့်နဲ့တူပဲမဟုတ်လားဖះဆိုတစိမ့်နဲ့တူတယ်အဖေဆိုရင်ယဉ်နှီးတယ်အဖေဆိုတော့ချစ်ချင်းမြတ်တာနဲ့တာအဖယဉ်နှီးတယ်လို့ပဲဖြစ်တယ်ကျွန်တော်အဖွဲနဲ့ဆုတောင်းတဲ့အခါမှာထာဝရဘုရားသခင်လို့ပြောရင်တော့ကျွန်တော်ရဲ့အဖကျွန်တော်ရဲ့ဖယားလို့ပြောရင်တော့အဲ့ဒါအဖွဲစီးစီးမှာဆုတောင်းတော့ကိစ္စမရှိဘူးဒါပေမဲ့တယောက်တည်းဆုတောင်းရင်တော့အဖေအဖကျွန်တော်ကိုကြွယ်ကားတဲ့အတွက်ယေရှုတင်နေအဖဒီနေ့ကျွန်တော်ဘာတောင်းမလဲဒီနေ့ကျွန်တော်မတောင်းစရာပတ်စံမရှိတော့ဘူးအဖေကိုမုံဖူတောင်းတယ်လို့ပဲထိုရထက်ပေးနိုင်တဲ့ဖယားသခင်ကကျွန်တော်နားမှာရှိရတဲ့နဲ့တကားမှအဖေကိုမပူစာမိတဲ့တားကြီးလို့ကျွန်တော်ဖြစ်တော့ကျွန်တော်ဟာဖယားသခင်ကြွယ်ဝမှုကိုကျွန်တော်ခံစားတင်ပေမဲ့မခံစားရတဲ့ကျွန်တော်အမွေစားအမွေခံဖြစ်ပေမဲ့အဲ့ဒါမခံစားရတဲ့တာသမီဖြစ်သွားနိုင်တယ်ဒါကြောင့်ဒီနေ့ဖယားသခင်ကိုအရင်ရှာပါဖယားသခင်အရေးကိုအရင်ခိုးလုံးပါဖယားသခင်နဲ့အရင်ချိတ်ဆက်ပါပြီးမှဒီနေ့ထိုးအရာဆိုတာကလက်ပွဲတွေဖြစ်တယ်လက်ပွဲဆိုတော့ထမင်းအရင်မမှာပဲနဲ့လက်ပွဲပဲမှာလို့မရအောင်မဟုတ်ဘူးလားလက်ပွဲပဲအရင်ဆိုင်အဲ့ဒါဆိုင်ရှင်ကဒုက္ခရှာမှာဖြစ်တယ်ထမင်းအရင်မှာပြီးမှလက်ပွဲကအလူလူလာမှာအလက်ပွဲကပတ်စံပေးစရာလည်းမလိုတော့ပြောချင်တာကကျွန်တော်ဖယားတာပိုင်ဆိုင်မယ်ဆိုရင်ဖယားရဲ့ပစ္စည်းတွေဟာကျွန်တော်ပစ္စည်းတွေဖြစ်တယ်ဖယားရဲ့စီးစိမ်ကကျွန်တော်ရဲ့စီးစိမ်ဖြစ်တယ်ကျွန်တော်ဟာအမွေစားအမွေခံဖြစ်တာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ထိုဖယားဒီကိုပိုင်ဆိုင်ရရင်တော့အရာအားလုံးကိုပိုင်ဆိုင်တော်သူဖြစ်တယ်ဆိုတဲ့အရာကိုတိပြီးတော့ကျွန်တော်ထိုဖျားသခင်အရေးကိုခိုလုံရအောင်မစိုးရင်ကြပါနဲ့ကျွန်တော်ရဲ့အကွယ်ကဖျားသခင်ဖြစ်တယ်ကျွန်တော်ကောင်းပုံမှာဘုံကြိုင်တောင်မှနျူကလ িয়ার ဘုံကြိုင်တောင်မှကျွန်တော်မစိုးရင်ဘူးဒီချိန်မှာဖျားသခင်ခွင့်မပြုတ်ရင်ဒီဘုံလည်းကွဲမှာမဟုတ်ကျွန်တော်ဒီဘုံကြတဲ့အောက်စားတွေအခုဒီကာလမှာဘုံပေါက်ကွဲတာရှိတယ်ဘုံကြတာရှိတယ်အများကြီးဒါပေမဲ့ဒီနေ့ထိလုံခြုံတာဘာလဲဆိုရင်တော့ဖျားသခင်ကကွယ်ကားတဲ့အတွက်ကြောင့်ဖြစ်တာဖြစ်တယ်ဖျားခွင့်မပြုတ်ရင်မိဖို့ထဲမှာဝင်သွားရင်တောင်မှမိကမပူပါလားဘာဖြစ်တယ်ဒီမိကဆိုတာအော်ဆရာတောင်ကောင်းလိုက်မယ်ဖျားသခင်ဘာလို့လဲရှာဒရက်တို့မေရှက်ဘင်ကိုတော့ဟာဖျားသခင်မိဖို့ထဲမှာမိမပူအောင်ထိတောင်မှတက်နိုင်တဲ့ဖျားဖြစ်တယ်အဲ့လိုထိကျွန်တော်အော်ဆရာကောင်းတဲ့ဖျားကိုပိုင်ဆိုင်ရဲ့အသားနဲ့အခုနလောကီသားတွေအော်တို့ကလန်ဒါလှမ်းပြီးတော့အော်တဲ့အဖွဲလုံးနဲ့ကျွန်တော်ဖြစ်မယ်ဆိုရင်တော့ဒါဟာမဟုတ်သေးဘူးကျွန်တော်ဖျားသခင်ဟာအော်ပွဲဖျားသခင်ဖြစ်တယ်မိတ်ဆွေကျွန်တော်ရဲ့အတ္တတာထဲမှာတကယ်အကောင်းဆုံးကိုပြင်ဆင်ပေးခြင်းနဲ့ဖျားသခင်ဖြစ်တယ်ကျွန်တော်ရဲ့ဘဝမှာအကောင်းဆုံးနဲ့ကျွန်တော်ကိုချီးမြှောက်ခြင်းနဲ့ဖျားသခင်ဖြစ်တယ်ဆိုတာကိုကျွန်တော်နောက်ကဘတ်တော်အပြင်တိတ်တူနှိုးဆော်ခြင်းနဲ့ဖြစ်တယ်ကျွန်တော်ဒီချိန်မှာဆိုရင်ကျွန်တော် MC ကိုပြန်လည်ပြီးတော့အချိန်တိုင်းပြန်လည်ပြမှာဖြစ်တယ်ကျန်တဲ့နောက်ကဘတ်တော်ရောက်စေတိုင်းအတွက်ဖျားရှင်ကောင်းကြည်ပေးပါစေ
ကျွန်တော်အားလုံးခွန်အားရကြမယ်လို့ယုံကြည်ပါတယ်ကျွန်တော်အားလုံးမတည့်ထားပြီးတော့တခြင်းဦးဆောင်တဲ့ဆရာဆောင်နဲ့အဖွဲ့ဦးဆောင်ပြီးတော့အဆုံးသတ်ဖို့ဆရာတော်ပေါလ်ကိုယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်ကျွန်တော်စာလာ18အလုံးတကောဆိုရအောင်နော်ဟိုထော်ရဖျားကျွန်ခုနာဗလာကျွန်တော်ဝေခေါ်အားဗလာကုတော်ကိုကျွန်တော်ချစ်ပါ၏အိုထာဝရဘုရားကျွန်တော်ဝေခေါ်အားဗလာကုတော်ကိုကျွန်တော်ချစ်ပါအိုထာဝရဘုရားOh, Taura Bea, a chano iko abala, kurogo, a chano chibai. Oh, Taura Bea, oh, Taura Bea, a chano iko abala, kurogo, a chano chibai. Taura Bea, Elijah. Thao ra phya ri ngai cha ngai pyo yu na lu ke lo to shi ngai phya na lu sa do swa da ti ngai kwe ga ga lu ke do chu ngai ye tai do Oh, Taura Bea sai Bea so ya Oh, Taura Bea a chano e ko abala kuro gu chano chibai a chano chiba Oh, Taura Bea Oh, Taura Bea a chano e ko abala kuro gu a chano chiba Taura Pyari Gai Chao Gai Yu Gagu Ke Lo Toshi Gai Pya Gagu Sado Swanda Ti Gai Kwe Gaga Ke Do Uchu Gai Yedai Taura Pyari Taura Pyari Gai Chao Amen Hallelujah Gagu Ke Lo Toshi Gai Pya Gagu Sado Swanda Ti Gai Kwe Gaga Ke Do Uchu Gai Yetai Pito Gai Yetai Pito Mui Gai Yetai Pito Mui ဆုတောင်းကြပါစို့မြတ်တော်ရှင်ဖဖျားသခင်ဒီငါနေမှာအသမီးများကိုဒီနေရာမှာစုယုံလျက်ကိုရရှင်နာမတော်ကိုချီးမွမ်းရတော့ခွန်ခါကောင်းများပြင်ဆင်ပေးတော်ကြောင့်ကိုရိုနာမှာကိုချီးမွမ်းပါတယ်ကိုရတာကြီးနှုတ်မှလည်းကိုရရှင်ပြည့်ဖန်ခွန်အားပေးတော်ကြောင့်ကိုရိုနာမှာကိုချီးမွမ်းပါတယ်ကျွန်တော်ရောက်စီတိုင်းမှာကျွန်တော်အသက်တာမှာစိုးရင်ခြင်းများနဲ့ပြည့်နေပါတယ်တော်တော်လေးကိုရရှင်ဒီကျွန်တော်တို့ရဲ့မြို့ရိုးကျွန်တော်တို့ကြောက်ကျွန်တော်ခိုးထုတ်ရဖြစ်တော့ကြောင့်ကိုရိုနာဘောချမှန်ပါတယ်။ဒီညနေကိုရိုရှင်နှုတ်ကပတ်တော်အဖြစ်ခွန်အားယူကြတော့သတ်သမီးရောက်စီတိုင်းပေါ်မှာခမဲတော်ဖျား၏မြတ်တာတော်တာတော်ဖျား၏တာတော်သခင်ယေရှု၏ကျေးဇူးတော်နဲ့တိုင်ရှင်တော်ဝိညာဉ်တော်ဖျား၏
မေတ္တာရဖွဲ့ရှင်တို့သည်အရောက်စီတိုင်းပုံမှာကာလအစဉ်ဆက်တရှိတည်နေပါစေသောအာမင်